သာသနာတော်နှစ်2552ခုနှစ်ကောဇာတက္ကရာ1380ပြည့်နှစ်ပဇာမုံလဆန်းရှိရဲ့ရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်အောင်ချမ်းသာရပ်ကွက်သီရိမင်္ဂလာလမ်းကံပြင်ကျောင်းတိုက်ဓမ္မယုံတွင်ဆင်ကျင်းပပြုလုပ်အပ်သည့်မြတ်ဥယျာဉ်ဓမ္မသဘင်အခမ်းအနားဝယ်ရန်ကုန်မြို့နယ်2ရပ်ကွက်ညီညွတ်ရေးလမ်းအမှတ်3ခါကြီးနေဥမောင်မောင်မြင့်ဒေါ်ဆန်းဆန်းထွေးသားမောင်ကျော်သာထက်သမီးမရင်ဝေလင်သားမောင်တန်းစင်ဆိုမိသားစုတို့ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောအတိတရားရှိသူတို့ဤစိတ်နေသဘောထားတရားဒေသနာတော်ဘုရားမြတ်စွာဤမဟာကရုဏာကုံအာယုပြုကာတိကျူးဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်ဓမ္မသဘင်ကိုစတင်ကြရအောင်ယောကပဂောတိဟိပိယပမေယံကာလံကရွန်တောတိတုက္ကရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကတတတ္တယောနာထောဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်အတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ခြေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျက်တိထဘွယ်ငါးသွဲအစုအလွန်ခဲရင်တော်မူတော်ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြုတ်ကိုအထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဘဝတဏ္ဏကျိန်ပများစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာဒါသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဗျာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုအတိတရားရှိသူတို့ဤစိတ်နေသဘောထားလောကမှာလူတွေပြောကြတယ်ဒီလူကတော့အတိတရားမရှိဘူးဒီလူကတော့အတိတရားရှိတယ်ဘာကိုရည်ညွှန်းပြောနေကြတာလဲအတိတရားဆိုတာဘယ်ရာကိုခေါ်တယ်လဲလို့ခြုံငုံသုံးသပ်ကြည့်ဖို့လိုတယ်အတိတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားလူတယောက်မှာအတိတရားမရှိခင်ကစိတ်နေသဘောထားကဘယ်ပုံရှိပြီးအတိတရားရှိပြီးတဲ့နောက်မှာစိတ်နေသဘောထားပြောင်းလဲလာမှုကဘယ်လိုလဲလို့ကိုဆန်းစစ်ပြီးတော့ကြည့်တင်တာပေါ့အတိတရားလို့ဆိုတာအမှန်ကန်စဉ်းစားနိုင်မှုအခြေခံအားဖြင့်ပြောရမယ်ဆိုရင်တော့လူမှုရေးရနဲ့ပတ်သက်တဲ့အတိတရားဆိုတာတစ်မျိုးအခြေခံအဆင့်အတိတရားတစ်မျိုးထို့တဲ့အဆင့်မြင့်သွားတဲ့အတိတရားကတစ်မျိုးလို့အတိတရားကိုအကျဉ်းပြင်းအားဖြင့်အဆင့်2မျိုး level 2မျိုးခွဲပြီးတော့ကြည့်လို့ရတာပေါ့လူတွေဆိုတာအခြေခံအဆင့်ဆိုတာရှိကိုရှိရအခြေခံအဆင့်မှာအတိတရားမရှိဘဲနဲ့အဆင့်မြင့်မှာအတိတရားရှိတယ်ဆိုတာမဖြစ်နိုင်ဘူးเนาะမှန်ပါပါဗျာအခြေခံအဆင့်ပြည့်စုံပြီးသားပုဂ္ဂိုလ်များတာလဲအဆင့်မြင့်အတိတရားဆိုတာဖြစ်နိုင်တယ်အဲ့တော့အတိတရားလို့ဆိုသည့်နေရာမှာအမျိုးမျိုးရှိနိုင်တယ်လို့ဒီလိုမှတ်ရမယ်အတိတရားဆိုတာအခြေခံအားဖြင့်ပြောမယ်ဆိုလို့ရှိရင်လူတိုင်းမှာရှိတဲ့
အခြေခံအတိတရားဆိုတာဘာလဲလို့ပြောမယ်ဆိုလို့ရှိရင်ကိုချင်းစာတရားပဲလောကမှာကိုချင်းစာတရားထားတတ်တဲ့ပုဂ္ဂိုလ်ဟာတစ်ဖက်သားရဲ့ခံစားချက်ကိုသိပြီးတော့မကောင်းတဲ့အလုပ်မလုပ်တဲ့သူတော်ကောင်းမျိုးဖြစ်တတ်တယ်မကောင်းတဲ့လူတွေလူဆိုးလူမိုက်တွေလူရန်ကားတွေအတိတရားမရှိတဲ့လူတွေဆိုတာကိုချင်းစာတရားမရှိတဲ့ပုဂ္ဂိုလ်တွေလို့ပြောရမယ်နော်မှန်လားပါဗျာကိုချင်းစာဆိုတာဘာကိုခေါ်တာတော့ဆိုရင်ကိုနဲ့နှိုင်းစာပြီးတော့ကြည့်တယ်အဲ့တော့ကိုနဲ့နှိုင်းစာကြည့်တယ်ဆိုတဲ့နေရာမှာဘယ်လိုအဆင့်မျိုးကိုပြောတာတော့ထပ်ပြီးတော့ခွဲလို့ရသေးတယ်ကိုနဲ့နှိုင်းစာရမယ်ဆိုလို့ရှိရင်ဥပမာမကောင်းတဲ့အလုပ်လောက်ကင်စားတော့တဲ့ပုဂ္ဂိုလ်တယောက်ကကိုယ်နဲ့နှိုင်းရမှာလားနော်မကောင်းတဲ့လူတယောက်ကကိုယ်နိုင်နှမ်းပြီးတော့ကိုချင်းစာရမှာလားလို့ဒီလိုဟာမျိုးမဟုတ်ဘူးနော်ကိုချင်းစာဆရာကိုချင်းစာတရားဆိုတာမြတ်စွာဘုရားသခင်ကိုရောမြတ်ကအတ္တုပနာယိကလို့ခေါ်တယ်အတ္တဥပနာယိကကိုယ်နဲ့ရှင်းရှင်းပြီးတော့ကြည့်ရမယ်ကိုယ်အကြိုက်နဲ့ရှင်းရှင်းပြီးတော့ကြည့်အများရဲ့စိတ်ဆန္ဒအများရဲ့ကြိုက်နှစ်သက်မှုကိုရှင်ပြီးတော့ကြည့်ရမယ်ကိုကြိုက်နှစ်သက်တာနဲ့ရှင်ပြီးတော့ကြည့်ရမယ်ဆိုပါစို့လူတယောက်ကအရက်တောက်ချင်အရက်ကြိုက်တယ်သူလည်းတောက်ချင်တောက်ပါစေဆိုတာဒါကိုချင်းစာတရားတော့မဟုတ်ဘူးဒီဟာမျိုးဆိုလိုတာမဟုတ်ဘူးเนาะမှန်လားပါဗျာဒီလိုဟာမျိုးဆိုလိုတာမဟုတ်ဘူးအခြေခံအဆင့်ကဘယ်လိုပြောရမလဲလို့ဆိုရင်လူတိုင်းဟာဒုက္ခကာမဒုက္ခပฏิကူလချမ်းသာတာကြိုက်တယ်တဲ့ဆင်းရဲတာမကြိုက်ဘူးဆင်းရဲမှုကိုယုံမုန်းတယ်ဘယ်သူပဲမေးလိုက်ပြီးတော့လူရှိသမျှကိုအကုန်စစ်တမ်းထုတ်ပြီးတော့မေးရင်ဒုက္ခကာမစိတ်ပုံမှန်ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေလိုက်မေးမယ်ဆိုရင်ဒုက္ခကာမချမ်းသာခြင်းနဲ့ချမ်းသာတယ်ဆိုတာပတ်စံချမ်းသာတာကိုပြောတာမဟုတ်ဘူးနော်မှန်လားပါဗျာလူဆိုတာဘဝမှာအစဉ်ပြေလေးနေခြင်းတာချမ်းသာခြင်းနဲ့အေးစစ်စစ်နေခြင်းနဲ့အဲ့ဒီချမ်းသာမျိုးကိုပြောတာမှန်လားပါဗျာပတ်စံချမ်းသာတာကစိတ်ချမ်းသာတာမဟုတ်ဘူးတခြားစီနော်မှန်လားပါဗျာဒါကြောင့်မို့ဗမာစကားမှာသွားပြီးတော့ရောတတ်တယ်လူချမ်းသာနဲ့သွားပြောလို့ရှိရင်ပတ်စံရှိတဲ့လူကိုလူချမ်းသာလို့သွားတွက်တတ်တယ်အဲ့ဒါမျိုးကိုပြောတာမဟုတ်ဘူးမိမိအစဉ်တန်းလိုက်ဘဝမှာစိတ်ချမ်းသာကိုချမ်းသာနေတာဟုတ်ဒါစိတ်ချမ်းသာတယ်လို့ခေါ်တာပဲအဲ့စံနေဘလောက်များနေစိတ်ချမ်းသာခြင်းမှာချမ်းသာတယ်လေငွေကြေးတွေကထောင်တောင်းသိန်းပေါင်းထောင်တောင်းရင်းနှီးထားတယ်အဲ့ဒီအလုပ်တစ်ခုမတော်တဆပျက်စီးသွားမှာကိုအမြဲတမ်းစိုးရိမ်နေရတယ်ဟောချမ်းသာတဲ့ငွေချမ်းသာတဲ့ပုဂ္ဂိုလ်ကထိုငွေတွေဆုံးရှုံးမှအမြဲကြောက်နေရတယ်မှန်လားပါဗျအဲ့ဒါချမ်းသာမဟုတ်ဘူးပတ်စံချမ်းသာတာမဟုတ်ဘူးတကယ်စစ်ချမ်းသာတာကအဲ့ဒါမျိုးကိုပြောတာမဟုတ်ဘူးတဲ့မိသားစုဘဝမှာဗာနဲ့ပဲနေရစာဝတ်နေရေးလေးပြည့်စုံနဲ့မတောင်းမတမကြောက်မကြနဲ့အေးသက်သာချမ်းသာနေနိုင်ရတယ်ဆိုတာမျိုးကိုဆိုလိုတယ်တဲ့အဲ့တော့လူတိုင်းဟာချမ်းသာခြင်းကြခုနငွေရှာတဲ့ပုဂ္ဂိုလ်တွေကလည်းချမ်းသာခြင်းလို့ရှာတာကတော့ချမ်းသာခြင်းတယ်သို့တော့ချမ်းသာခြင်းလို့ရှာပေမဲ့လို့ချမ်းသာတယ်တွေ့သလားဆိုချမ်းသာတယ်မာတာတွေမဟုတ်ဘဲနဲ့ဆင်းရဲဒုက္ခတွေလည်းအများကြီးတွေ့ရတာပေါ့ဒါကြောင့်စိတ်ချမ်းသာမှုဆိုတာတစ်ခုနဲ့တစ်ခုမတူဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကတာကဝင်တွေကအလှဲ့ကျခုခေတ်လို့ပြောမယ်ဆိုရင်တော့တပါတီစနစ်လူမျိုးတစ်မျိုးကအုပ်စိုးတာကို oligarchy system လို့ခေါ်တယ် monarchical system ဆိုတာဧကရာဇ်ဘုရင်တွေအုပ်စိုးတာဘုရင်တဦးတည်းကနေပြီးသားစဉ်မျိုးဆက်အုပ်စိုးသွားတာ monarchical system လို့ခေါ်တယ်ဘုရားလက်ထက်ကဗိမိတာရတို့ကောသလတို့အဲ့ဒီစနစ်နဲ့အုပ်စိုးတာသူတို့သားစဉ်မျိုးဆက်ဘုရင်အုပ်စိုးသွားဘုရားရဲ့အမျိုးဖြစ်တဲ့တာကီဝင်တွေတို့ဟိုဝေသာလီယပြည်ကလိတ်ဆွေတို့ဘုရားပြိဋိဘံဆိုင်ရာရက်ကမန္လာတိုင်းကမန္လာမင်းတွေတို့ဆိုတာတွေက oligarchy system လို့ခေါ်တယ်ခုခေတ်လို့ဆိုရင်တော့တပါတီအုပ်စိုးတယ်လို့ဒီလိုပြောနော်မှန်လားပါဗျာလူမျိုးတစ်မျိုးကနေပြီးတော့အပေါင်းအဖွဲ့လုပ်ပြီးတော့အုပ်စိုးတဲ့စနစ်ပေါ့
ခုခေတ်က Republican ဆိုတာတွေနဲ့ခတ်ဆင်ဆင်ပေါ့သို့တော့မဲနဲ့တင်မြောက်ထားတာမဟုတ်ဘူးသူတို့လူမျိုးအုပ်စုကနေပြီးတော့အပေါင်းအဖွဲ့လုပ်ပြီးတော့အလှည့်ကျခုခေတ်လို့ပြောမယ်ဆိုရင်အလှည့်ကျဥက္ကဋ္ဌပေါ့အလှည့်ကျသမတနဲ့သွားတာမျိုးအဲ့ဒီထဲမှာတာကဝင်မင်းတွေမှာအလှည့်ကျပြီးတော့ဥက္ကဋ္ဌလုပ်နေရတဲ့ဗတ္တိယဆိုတာသူ့ရဲ့တငယ်ချင်းအနုရုဒ္ဓကနေပြီးတော့အတင်းဆွဲပြီးတော့သင်္ကန်းဝတ်ရအောင်ပြောတော့နောက်ဆုံးကိုတငယ်ချင်းကိုခင်မင်နာနဲ့ဥက္ကဋ္ဌသမတယာတုကိုစွန့်ပြီးတော့သူပဲသင်္ကန်းဝတ်သွားတယ်တူတူသင်္ကန်းဝတ်လိုက်ကြတယ်အနုရုဒ္ဓတို့ဗတ္တိယတို့အာနန္ဒာတို့ဘဂုတို့ဒေဝတတ္တတို့ဆိုတအုပ်စုတွေသင်္ကန်းဝတ်လိုက်ကြတာအဲ့ဒီတော့အဲ့ဒီမဲ့ဗတ္တိယကလက်ရှိယာတုတစ်ခုကိုစွန့်လွတ်ပြီးတော့သူသင်္ကန်းဝတ်လိုက်တော့မြတ်စွာဘုရားတရားတော်မှာကျင့်လိုက်တဲ့အခါတရားအသိရှိသွားပြီးယဟန္တာဖြစ်သွားတဲ့အချိန်ကနေပြီးတော့သူတစ်ပါးတည်းနေတဲ့အခါမှာနှုတ်ကနေမကြာခဏသူကနှုတ်ကနေပြီးတိုးတိုးနဲ့ပြောနေတတ်တယ်ဘာပြောတော့ဆိုအဟောဒုက္ခံအဟောဒုက္ခံချမ်းသာလိုက်တာနော်ချမ်းသာလိုက်တာဒီဘဝကိုငကိုတော့သူမလာခြင်းဘူးတိုင်းပြည်ကိုအုပ်စိုးရတဲ့ဘဝကိုပဲသူကြိုက်တယ်ဒီယဟန်ဘဝကိုသူမလိုလားဘူးသို့တော့တရားအသိရှိလိုက်တဲ့အခါကျတော့သူစိတ်နေသဘောထားတွေပြောင်းသွားတယ်ပြောင်းသွားပြီးတော့သူဘာပြောတော့ဆိုချမ်းသာလိုက်တာချမ်းသာလိုက်တာသူစိတ်ထဲမှာလာတာနောက်တောင်ကျသွားတယ်လို့ထင်တယ်ဟုတ်ကဲ့ခုမှချမ်းသာတာအလုံးကိုစွန့်လွတ်လိုက်တယ်စွန့်လွတ်ပြီးတော့ယဟန်ဘဝကူးပြောင်းပြီးတရားအသိတွေရသွားတဲ့အချိန်မှာချမ်းသာလိုက်တာဆိုတော့ဘေးကပုဂ္ဂိုလ်တွေကအေးဒီယဟန်ကအမြဲတမ်းသူကချမ်းသာလိုက်တာချမ်းသာလိုက်တာပြောတာလူဘဝတုန်းကမင်းစည်းစိမ်မျောလင့်ပြီးတော့သူကချမ်းသာတာနဲ့ညီးနေတာလားအဲ့ဒါကိုပြန်ပြီးရကြံလို့များနောက်ကျောင်းပြန်နေတာလားလွမ်းတနေတာလားလို့ဘေးကထင်ညတဲ့မှန်လားပါထင်တဲ့အခါကျတော့မြတ်စွာဘုရားကိုသွားလျှောက်ကြတယ်ဗတ္တိယကဘယ်နေရာဖြစ်ဖြစ်သူပါဇက်ကချမ်းသာလိုက်တာပြောနေသူဘာရည်ပဲပြီးပြောတာတော့ဆိုတော့ဘုရားကရှင်းအောင်လို့ခေါ်မေးတယ်နေပါအောင်ဗတ္တိယချမ်းသာလိုက်တာလို့နှုတ်ကမကြာခဏပြောရအောင်ဘာကိုရည်စူးတာတော့လို့ဆိုအရှင်ဘုရားတဲ့တပည့်တော်တိုင်းပြည်မှာဘယင်လုံနေတဲ့အချိန်ဥက္ကဋ္ဌသမတယာတုရနေတဲ့အချိန်တုန်းကတပည့်တော်အဆောင်အရှောက်တွေချထားပါရဲ့တန်းနဲ့တပည့်တော်အိတ်ကောင်းခြင်းမအိတ်ရဘူးဗျာတဲ့အမြဲတမ်းတတိရှိနေရတယ်ပေါ့ငါများဘသူကလာပြီးတော့လောက်ကြမှာတော့လို့စိုးရင်တကြီးဖြစ်နေတယ်ငါ့ကိုမကျေနပ်တဲ့ပုဂ္ဂိုလ်တွေကငါများလာဒုက္ခပေးမှလားနဲ့အမြဲတမ်းဘသူမှမယုံရဘူးကိုနားနေတဲ့လူတောင်ကိုကမယုံဘူးကိုသက်တော်ဆောင်တော်ကိုမယုံဘူးဖြစ်နေအဲ့ဒီတုန်းကကြောက်လန့်နဲ့ကောင်းမွန်မအိပ်ရဘူးအမြဲတမ်းတတိရှိနဲ့နေရတဲ့ဘဝကြီးတဲ့အခုကျတော့တပည့်တော်ဘယ်သူမှလည်းကြောက်စရာမလိုတော့ဘူးဘယ်နေရာနေတပည့်တော်ဘာအန္တရာယ်မှမရှိဘူးခုမှလွတ်လပ်ပြီးတော့ချမ်းသာတဲ့ချမ်းသာတကယ်ကိုဝိမု ക്തി ဒုက္ခအလုံးလွတ်ကင်းသွားတယ်စိတ်နေထားကလည်းလွတ်သွားတယ်ဘာမှတွေ့တာစရာမရှိဘူးမိသားစုပေါ်မှာလည်းမတွေ့တာတော့ဘူးကိုယ့်ကိုယ်လည်းမတွေ့တာတော့ဘူးလုံးဝကြီးလွတ်ကင်းချမ်းသာတာခုမှချမ်းသာတာဒီချမ်းသာရတာတပည့်တော်နောက်ကျလိုက်တာလို့ဒါကိုရည်ရွယ်ပြီးတော့တပည့်တော်ချမ်းသာလိုက်တာလို့ပြောတာပါတဲ့ကဲတရားအသိရှိတဲ့ပုဂ္ဂိုလ်ရဲ့သဘောထားကမရှိခင်ကသဘောထားနဲ့မကွာဘူးလားကွာခြားပါတယ်ခင်ဗျာမရှိခင်တုန်းကဒါကိုပြင်းစရာကြီးလို့ပဲထင်တာပဲလေမှန်လားပါဗျာမိသားစုဘဝဆွလွတ်ပြီးတော့တရားဓမ္မကျင့်ဖို့တောတဲ့တောင်နဲ့ထွက်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးတရားအသိမရှိခင်ကအလွန်ပြင်းစရာကောင်းတဲ့လုပ်ငန်းကြီးတစ်ခုပဲလို့ဒီလိုမြင်ခဲ့တယ်တရားအသိလည်းရှိလိုက်ရောအဟောဒုက္ခံချမ်းသာလိုက်တာဆိုတာဟောတရားသိသူအသိတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့ဒီသဘောထားအမတန်မှထူးခြားတယ်ဒါကအခြေခံသဘောတရားမဟုတ်ဘူးအတော့အဆင့်မြင့်သွားတဲ့သဘောတရားဖြစ်သွားပြီမှန်လားပါဗျာဒီအဆင့်ရောက်ဖို့ဟာလူတိုင်းမလွယ်ဘူးဒါဖြင့်အခြေခံအသိတရားရှိဖို့ဆိုတာဘာတော့ဆိုရင်ခုနကိုချင်းစာတရားဆိုတာဒုက္ခကာမလူတိုင်းဟာချမ်းသာတာကိုမျက်နှိုးတယ်ချမ်းသာခြင်းကြတယ်ဒုက္ခပฏิကုလဆင်းရဲတာကိုယွံမုန်းကြတယ်ဆင်းရဲတာကြောက်တယ်ဒ
ဒါကအလုံးတူညီတဲ့သဘောတရားပဲအဲ့ဒီလိုဖြစ်ပါရဲ့တန်းနဲ့လူတွေကကိုချမ်းသာဖို့အတွက်သူများကိုဘာလို့ဒုက္ခပေးကြသလဲဒါတရားနဲ့သိရအတိတရားဆိုတာအဲ့ဒါပြောတာမှန်လားပါဗျာငါချမ်းသာခြင်းနဲ့ဒုက္ခကိုယုံမုန်းတယ်ငါချမ်းသာရဲ့တန်းနဲ့ငါမကြိုက်တဲ့အလုပ်ကြဘာဖြစ်လို့လုပ်ချင်ရလဲဟောစဉ်းစားရမယ်တဲ့မြတ်စွာဘုရားဒါတရားအတိလို့ပြောတာเนาะဒီတရားအတိကအခြေခံအတိပဲကဲဘုရားမြတ်စွာရဲ့အကျင့်တရားတွေမှာသီလကအစပဲဘာဖြစ်လို့တုံးဆိုမြတ်စွာဘုရားကဘယ်သူပဲဖြစ်ဖြစ်မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရှောက်မယ်ဆိုရင်ဘာကစမလို့ဆိုရင်ကုသိုလ်တရားတွေရဲ့အစမှာနှစ်ခုရှိတယ်တဲ့တစ်ခုကကိုခြင်းတရားကုသိုလ်တရားတွေရဲ့အစနံပါတ်1ကကိုခြင်းတရားနံပါတ်1ကအမြင်မှန်ဟောဒီနှစ်ခုနဲ့စရမယ်အမှန်မြင်ရမယ်လို့ဆိုဘာဟိယဆိုတဲ့ယဟန်ဒီဘာဟိယကဟိုဘာဟိယဓာရုစီရိယမဟုတ်ဘူးနောက်ဘာဟိယတပါမြတ်စွာဘုရားကဟောတယ်တတ္တမတိဟတေဘာဟိယအာဓိမေဝဝိသောတေဟိကုသလေတုတံမေတုဘာဟိယမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရှောက်ချင်တယ်ဆိုရင်တဲ့ကုသိုလ်တရားတွေရဲ့အစကိုမြင်ပြည့်စုံအောင်လုပ်တယ်ကောစာတိကုသလနံဓမ္မနံကုသိုလ်တရားတွေရဲ့အစဆိုတာဘာလဲသီလင်္စသူဝိတုဒ္ဓံလုံးဝဖြူစင်တဲ့ကိုခြင်းတရားကိုခြင်းတရားဖြူစင်အောင်လုပ်ရမယ်တဲ့ဒါနံပါတ်1မှန်ပါပါဗျာဒိဋ္ဌိစဥစုကာဖြောင့်မှန်တဲ့အမြင်ရှိရမယ်တဲ့ဟောဒီနှစ်ခုဟာကုသိုလ်တရားတွေရဲ့အစပဲဒီကုသိုလ်နှစ်ခုဒီနှစ်ခုမှမရှိရင်ကုသိုလ်တရားတွေစလို့မရဘူးကိုယ်တဏ္ဍာမှာကုသိုလ်တရားတွေစဝင်လာတာဒီနှစ်ခုကစတာကဲကောင်းပြီမြတ်စွာဘုရားကဟောတာလေကိုချင်းတရားကစလို့ဆိုတော့ကိုချင်းတရားဆိုတာအလုံးသိကြတဲ့အတိုင်းအရေးကြီးတာကဘာလို့ဆိုရင်မနောဒုစရိုက်ကိုအသာထားအများနဲ့ဆက်ဆံတာကိုကြည့်လိုက်မယ်ဆိုရင်ကာယဒုစရိုက်နဲ့ဝစီဒုစရိုက်ကာယဒုစရိုက်4မျိုးဝစီကာယဒုစရိုက်3မျိုးနဲ့ဝစီဒုစရိုက်4မျိုးအားလုံးအဲ့ဒီ9မျိုးအခြေခံအဆင့်ကိုပြောမယ်ဆိုလို့ရှိရင်ကာယဒုစရိုက်3မျိုးဆိုတာသူများအသက်ကိုတတ်ခြင်းပါဏာတိပါဒအဒိဏဒါနသူများဥစ္စာကိုခိုးခြင်းမတရားယူခြင်းကာမေတုမိစ္ဆာစာရကာမဂုဏ်တရားတွေမှာမှောက်မှောက်မှားမှားပြုကျင့်ခြင်းလို့ဆိုတယ်ဒါကကာယဒုစရိုက်3ပါးလို့ခေါ်တယ်အဲ့ဒီကာယဒုစရိုက်ကိုတရားအသိနဲ့ဆင်ခြင်ရမယ်တဲ့ဖြောက်အောင်တရားအသိနဲ့ဆင်ခြင်ပြီးတော့ဒီကာယဒုစရိုက်တွေကိုပယ်လှန်ပြီးတော့ကာယဒုစရိုက်ကိုကျင့်သုံးရမယ်လို့ဆိုလို့တွေးပုံတွေးနည်းကိုမြတ်စွာဘုရားပေးထားတယ်ကိုချင်းစာတဲ့အတွေးနဲ့တွေးကြည့်ပါတဲ့ပါဏာတိပါဒနဲ့ပတ်သက်ပြီးတွေးလိုက်မယ်ဆိုလို့ရှိရင်ငါဒီသေရမှာကြောက်တယ်။ညာလူတိုင်းသေရမှာကြောက်ကြမှာကြီးပဲနော်။မှန်ပါဗျာ။သေရမှာကြောက်တာကြီးပဲမသေးချင်ကြသေးဘူးသူကမသေးချင်ဘူးအသက်ရှင်နေတယ်။သက်ရှိတ attva တိုင်းအားလုံးဟာမသေးချင်ကြဘူးအသက်ရှင်နေချင်ကြအသက်ရှည်ချင်ကြဒါကြောင့်မို့လို့တယောက်တယောက်ဆူတောင်းလို့ဆူပေးလို့ရှင်လေဩအသက်ရှည်ပါစေကျန်းမာပါစေနဲ့ဆူပေးကြတယ်ဘယ်သူမှအသက်တိုပါစေလို့မပြောဘူးနော်မှန်ပါဗျာအသက်ရှည်ပါစေလူတိုင်းဟာအသက်ရှည်နေခြင်းတယ်ဒါလူတွေရဲ့ဆန္ဒကိုယ့်ရဲ့ဆန္ဒကိုကအသက်ရှင်တာကိုမျက်နှိုးတယ်သေတာကိုမုန်းတယ်တချို့များသေတာကိုအမင်္ဂလာဆိုပြီးလူကြားတဲ့စကားပြောနားတော်မထောင်ကြဘူးနော်သေတဲ့အကြောင်းလာပြောရင်တော့ဟာနမိတ်မရှိနမမရှိမပြောနဲ့တောင်ပြောလိုက်သေးတယ်နော်မှန်ပါဗျာမသာအတုအိမ်သွားပြီးရင်ပြန်လို့ရှိရင်ကရောတင်မောနဲ့ခေါင်းလျှော်ရသေးတယ်မဟုတ်တဲ့အတွေးတွေတွေးမိလို့ပါဒါနော်မှန်ပါဗျာတရားအသိရှိရင်ဒါတွေလုပ်ဖို့လိုသလားမလိုဘူးလားစဉ်းစားကြည့်ပေါ့မှန်ပါဗျာအတုအိမ်သွားရင်တဏှတယ်လို့ဒီလိုယူဆကြတယ်လူတွေကအဲ့ဒါကိုပြန်ပြီးတော့သိတိတင်တယ်သို့တော့ရင်ဘတ်ထဲမှာလောဘတွေဒေါသတွေမောဟတွေရန်သူတွေကဒီထဲမှာမှန်ပါဗျာလျှော်တာကရန်သူကိုမလျှော်ဘဲနဲ့ခေါင်းသွားလျှော်တာတလွဲသွားလုပ်နေတာမှန်ပါဗျာခေါင်းတန်ရှင်းသွားတာနဲ့အတွင်းထဲကလောဘဒေါသမောဟတန်ရှင်းသွားမှာမဟုတ်တာပဲတန်ရှင်းပါဗျာအဲ့တော့အတုပတွေ့တယ်ဆိုလို့ရှိရင်ဩတနေ့ငါလည်းသိရအောင်မလို့စဉ်းစားပါလို့မြတ်စွာဘုရားဒီလိုဟောတာမှန်ပါဗျာ
အဲ့လိုစဉ်းကျင်စဉ်းစားဖြင့်အသက်ရှင်နေတုန်းကတခုကောင်းတာတွေလုံးမှာပဲဆိုတဲ့အတွေးတွေးရမယ်ခုနကတလွဲတွေးနေတာတလွဲတွေးတာနဲ့တပြိုင်နက်တလွဲလုပ်တယ်အဲ့ဒါကိုဘာခေါ်တော့ဆိုမောဟလို့ခေါ်တာမောဟဆိုတာစာရဲပါတာမဟုတ်ဘူးစာရဲပါတဲ့မောဟမဟုတ်ဘူးကိုယ်တိုင်ကအမှန်မသိတာဟာမောဟအမှန်မသိဘူးဆိုတာအမှားသိတာအတူအိမ်သွားလို့ဒါနမိတ်မရှိနမမရှိပြန်ကြတော့ဒါစက်တည်တွေရုပ်လာတယ်ထင်ပြီးတော့ခေါင်းလျှော်ရတာနဲ့တယောကင်မွန်းနဲ့ဘာလို့ရတာနဲ့ဟောတကယ်လျှော်ရမှာကိုယ်စိတ်ပဲနော်ဖြူစင်အောင်ထားရမှာတော့တလွဲလုံနေတယ်ဆိုတော့အကျိုးမဖြစ်ဘူးပေါ့ဒါတလွဲလုံနေရင်အကျိုးမဖြစ်ဘူးအေးကောင်းပြီတလွဲမတွေးရဘူးတဲ့မှန်မှန်ကန်ကန်တွေးရမယ်ဟော तू ကအသက်ရှင်နေတယ်မသေးခြင်းဘူးငါလည်းအသက်ရှင်ခြင်းနဲ့မသေးခြင်းဘူးဒီလိုအသက်ရှင်ခြင်းမသေးခြင်းနာဖြစ်ရတဲ့ငါကသူတစ်ပါးကိုတတ်တယ်ဆိုရင်တရားပါမလားတရားပါဗျာဟောဒီလိုစဉ်းစားပါတဲ့မြတ်စွာဘုရားဒါအတုပနာယိကဆိုတာအဲ့ဒါပြောတယ်မှန်လားပါဗျာငါအသက်ရှင်ခြင်းနဲ့အသက်ရှင်ခြင်းနဲ့ငါကဘာဖြစ်လို့သူများကိုတတ်ရတခုချို့ကမှားယွင်းတဲ့အတွေးတွေနဲ့တွေးလိုက်သေးတယ်အေးတတ္တဝါဆိုတာလူချုံမှကြွတာတဲ့ဆိုပြီးတော့တတ္တဝါဆိုတာလူချုံမှကြွတယ်ဆိုကိုယ်လည်းတတ္တဝါပဲလေကိုယ်လာချွတ်ရင်ဘယ်နဲ့နေဘူးလို့ခံနိုင်မှာမဟုတ်ဘူးလေကိုယ်ချွတ်ရင်မှန်လားပါဗျာသူများကြတော့ချွတ်ပေးခြင်းတယ်ဒီတတ္တဝါလေးကတတ်ခံလိုက်ရတယ်ဆိုသူကြောက်ကြောက်လန့်လန့်နဲ့စိတ်ဆင်းရဲပြီးတော့တည်သွားကြတာဆိုသူကောင်းသူကတိရောက်ဖို့ဖြစ်ပါမလားမရှိနိုင်ပါဗျာအနိကဆုံးအာသနကံကကြောက်လန့်ပြီးတော့စိုးရိမ်စိတ်တွေနဲ့စိတ်ဆိုးပြီးတော့ကိုယ်တတ်တဲ့လူပေါ်မှာမကြေမနက်ဖြစ်ပြီးတည်သွားတာကြီးပဲအသက်ခံရတဲ့လူတိုင်းမှန်လားပါဗျာနွားတွေတရိษံတွေလည်းပဲသူတို့မပြောတတ်လို့ကိုယ်လာတတ်တယ်ဆိုရင်ဘယ်သူခံညင်မလဲမခံညင်ဘူးမဟုတ်လားမှန်လားပါဗျာမပြောတတ်တာပဲရှိတယ်မခံညင်တာချင်းတူတူပဲတရားမှာကြောက်ထားခြင်းကတော့တူတူပဲအဲ့ဒါကိုတတ်တယ်ဆိုလို့ရှိရင်ကြည့်ဩငါဒီတရားမှာကြောက်တယ်အသက်ရှင်ခြင်းနဲ့ဒီတတ္တဝါလေးလည်းတရားမှာကြောက်မှာပဲအသက်ရှင်ခြင်းရှာမှာပဲငါမကြိုက်တဲ့အလုပ်ပဲဖြစ်လို့သူများကိုလုပ်ရမလဲဟောဒါတရားအတိလို့ခေါ်တယ်အတိတရားဆိုတာအဲ့ဒါဒါနာကောင်းမှုတွေလုပ်ခွင့်ရတာတရားကျေးဇူးကုသိုလ်အကုသိုလ်သိမိတ်မှုဖြစ်နေတယ်ဟုတ်လားကိုယ်အသားကြတော့ထိမှသိကြောက်တယ်အဲ့တော့အတိတရားဆိုတာအဲ့ဒါပြောတာမြတ်စွာဘုရားရဲ့ဟောတဲ့တရားကတရားဘူးတကယ်ကိုတရားဆိုတဲ့အတိုင်းအလွန်တရားတယ်ဟုတ်ကဲ့လားမှန်လားပါဗျာဒီတရားမလိုက်နာဘူးဆိုမတရားဘူးသေချာစဉ်းစားခြင်းမတရားဘူးဆိုတာကိုချင်းမစားလို့မတရားဘူးလို့ပြောလို့ရတယ်လေတရားဆိုတာကတကယ်ကိုမျှတတဲ့စိတ်မဟုတ်ဘူးငါတော့ရှင်ကျင်တယ်သူတော့သိရမယ်ဆိုမမျှတတဲ့စိတ်ထားကြီးပဲလို့ဒါမှန်ကန်တဲ့အတွေးလို့ခေါ်တယ်မှန်ကန်တဲ့အတွေးမပါဘဲနဲ့မှန်ကန်တဲ့နားလည်မှုဆိုမဖြစ်နိုင်ဘူးတဲ့ပြောမယ်ဆိုရင်ဒါတမ္မာဒိဋ္ဌတမ္မာသင်္ကပ္ပဆို right and right thought ပဲဒါဟုတ်ကဲ့လားမှန်ပါပါဗျာဒါကိုတရားအသိလို့ပြောတာမှန်ကန်တဲ့အသိနဲ့လုပ်ပြီးတော့မြတ်စွာဘုရားကပါဏာတိပတ္တနဲ့ပတ်သက်ပြီးတော့ဒီရှုထောင့်၃မျိုးက၃မျိုး၃ပလယ်ကနေပြီးတော့စင်ကြယ်အောင်လုပ်ရမယ်တဲ့ဘာလို့ဆိုရင်ကိုယ်တိုင်လည်းပါဏာတိပတ္တကရှောင်ရမယ်သူများကိုလည်းရှောင်ဖို့တိုက်တွန်းရမယ်ပါဏာတိပတ္တကရှောင်ခြင်းရဲ့ဂုဏ်ကျေးဇူးကိုလည်းပြောရမယ်တဲ့အဲ့ဒါကိုတိကောတိပရိသုဒ္ဓသုံးဘက်သုံးပလံကနေပြီးတော့ဒီပါဏာတိပတ္တကစင်ကြယ်တာကိုယ်တိုင်မလုပ်တဲ့အပြင်ကိုယ်တိုင်တော့မလုပ်ဘူးသူများကိုတော့မလိမ့်တပတ်ပြောတဲ့ပုဂ္ဂိုလ်ကရှိသေးတယ်လေကိုကတော့ငရဲကြီးမှကြောက်တော့မလုပ်ဘူးသူများကိုဟိုတင်းလို့ကြာနေပြီဘုန်းကြီးတစ်ပါးလို့ပေါ့ဘုန်းကြီးတစ်ပါးမဘွေးတွေ့တယ်တဲ့တခါတယောက်ကလာတဲ့အခါကျတော့ဘုန်းကြီးကပြောတယ်မဘွေးဟေးဒီမွေကိုက်ရင်သေရတယ်နော်စိတ်ပြင်းတယ်တခါကနားမလဲဘူးအဒီမွေကိုက်ရင်သေရတယ်တခါမကဘူးနှစ်ခါသုံးခါထပြောဘုန်းကြီးကသူကိုယ်တိုင်တော့အဲ့ဒီမွေမရိုက်ဘူးဟုတ်ကဲ့လားမှန်လားပါဗျာဒါပေမဲ့သူစိတ်ထဲကရိုက်စေခြင်းဒီကောင်ကိုက်ရင်ဒီကောင်ဒုက္ခပေးလိုက်မယ်ကိုက်ရင်သေရတယ်အစိတ်ပြင်းတယ်ဆိုဟိုတကားတယောက်ကသဘောပေါက်တဲ့တကားတယောက်ကဒုတ်ဆွဲပြီးဘုံဘုံနဲ့ရိုက်တော့မှအေးအဲ့လိုမှပေါ့လို့ပြောတယ်အဲ့ဒါဒီလှုပ်ထာကိုချီးမွမ်းတာပဲဘာမှမထူးဟုတ်ကဲ့လားမှန်ပါဗျာဟောဒါကြောင့်မို့လို့မြတ်စွာဘုရားကဒုစရိုက်နဲ့ပတ်သက်လာလို့ရှိရင်ဒုစရိုက်10ပါးကို၄မျိုးနဲ့မြောက်တယ်ကိုယ်တိုင်လည်းမလုပ်ရဘူးချီးလည်းမချီးမွမ်းရဘူးသူများကိုလည်းမတိုက်တွန်းရဘူးစိတ်သဘောလည်းမတူရဘူးတဲ့ကိုယ်တိုင်တိုက်တွန်းချီးမွမ်းစိတ်တူဟော
ဒုစရိုက်10ပါးကိုဒီ4ခုနဲ့မြောက်လိုက်ရင်ဒုစရိုက်40လို့ပြောတယ်တူတူပဲမထူးဘူးတချို့ကဝီနည်းရှောင်ပြီးတော့အဲ့ဒီမှာကိုယ်တိုင်တော့မလုပ်ဘူးကိုယ်တိုင်တိုက်တွန်းဟုတ်လားကိုယ်တိုင်လှုပ်တာရဲ့တိုက်တွန်းတာရဲ့ချီးမွမ်းတာရဲ့စိတ်တူတာခုနအလိုတူလိုပါပဲလေဘာမှမထူးမှန်လားပါဗျာဒီလိုမှပေါ့ဆိုတော့အလိုတူအလိုပါဖြစ်သွားပြီဆိုတော့ကြည့်လေမြတ်စွာဘုရားကဒီတုတ်တံမှာတော့ခုနကရှုထောင့်3မျိုးကနေကင်းစင်အောင်လုပ်ရမယ်3ဘက်3တန်ကနေကင်းစင်အောင်လုပ်ရမယ်ကိုယ်တိုင်လည်းဒီအတွေးနဲ့ပါဏာတိပါဒရှောင်ရမယ်သူများကိုလည်းရှောင်ဖို့တိုက်တွန်းရမယ်ချီးမွမ်းရမယ်စိတ်တူတာတခုပဲမပါချီးမွမ်းပေးရမယ်ချီးမွမ်းရင်စိတ်တူတာလည်းပါသွားပြီပေါ့ဟုတ်ကဲ့လားမှန်လားပါ3မျိုးတဲ့ထို့တူပဲဉာဏ်နဲ့ဒုစရိုက်တွေလည်းဒီလိုစဉ်းစားရမယ်အဋိဏဒါနကိုယ်ပစ္စည်းကိုမပေးဘဲနဲ့တစုံတစ်ယောက်ကလိန်ယူမယ်ညာယူမယ်လှည့်စားယူမယ်ဘယ်နည်းနဲ့ပဲယူခိုးမှတိုက်မှမဟုတ်ဘူးကိုယ်ပစ္စည်းကိုတနည်းနည်းနဲ့လိန်ညာယူသွားမယ်ဆိုရင်အယူမခံနိုင်ဘူးဒါကိုမကြိုက်ဘူးကိုကတော့မကြိုက်ဘူးသို့တော့သူများပစ္စည်းကိုအဲ့ဒီလိုလိန်ညာယူတတ်တာမျိုးကရှိတတ်သေးတယ်လေဆိုပါစို့အစ်စ်ကိုအတုလို့ပြောပြီးတော့လုပ်ရင်ဒါလိန်ညာယူတာပဲမထူးဘူးလေမှန်လားပါဗျာပစ္စည်းတစ်ခုဒါအစ်စ်ပါဆိုပြီးတော့အတုကြီးပေးတယ်ခုခေတ်သားပေါ်တဲ့ကြောက်စရာကောင်းတာဆေးဝါးအတုတွေကိုအစ်စ်ပါဆိုရယ်မသိတဲ့လူတွေကိုရောင်းချနေတာတို့အဲ့ဒီလိုဟာမျိုးကအလွန်ကြောက်စရာကောင်းတယ်တစ်ဖက်သားကိုလည်းထိခိုက်မှုဖြစ်စေနိုင်တယ်တခြားပစ္စည်းတုတာတဲ့ဆေးဝါးပစ္စည်းတုတာကအသက်အန္တရာယ်ကိုသွားပေးနိုင်တယ်ပေါ့မကောင်းတာကြတော့မှန်လားပါဗျာအဲ့တော့တစ်ဖက်သားကိုအကျိုးမဲ့ဖြစ်စေတတ်တဲ့အရာတွေအဋိဏဒါနကိုယ်ပစ္စည်းကိုတရားရောက်ကလိမ့်ယူသွားမယ်ကိုမပေးတဲ့ပစ္စည်းကိုယူသွားမယ်ဆိုရင်ကိုမကြိုက်ဘူးငါမကြိုက်တဲ့အရာကိုဘာဖြစ်လို့သူများကိုလောက်ရမှာလဲကိုယ့်ကိုစဉ်းစားငါပစ္စည်းညာယူသွားရင်ငါမကြိုက်ဘူးငါမကြိုက်တဲ့အရာဘာလို့သူများလောက်ရမှာလဲလို့ဆိုအဋိဏဒါနကရှောင်ပါတဲ့ဒီအတွေးနဲ့ဒါတရားအတိလို့ခေါ်တယ်ဒါအခြေခံစဉ်ဒီအတိလေးရရှိကိုရှိရမယ်နော်မှန်လားပါဗျာဒါလူကြီးမှမဟုတ်လူငယ်လည်းဒီအတိရှိရမယ်လူကြီးလည်းအတိရှိရမယ်လူလက်လည်းဒီအတိရှိရမယ်ဒါအဲ့ဒါလို့လုပ်ပြီးတော့အဋိဏဒါနကကိုယ်တိုင်လည်းရှောင်တယ်သူများကိုလည်းတိုက်တွန်းတယ်ရှောင်တဲ့ကျိုးကျေးဇူးကိုလည်းချီးမွမ်းပြောဆိုတယ်ချီးမွမ်းတယ်ဒီလိုလာရမယ်ကာမေတုမိစ္ဆာစာရဆိုတာနဲ့ပတ်သက်လာရင်လည်းဒီလိုပဲကိုယ်မိသားစုထဲမှာလာပြီးတော့ကာမဂုဏ်ကိစ္စဖောက်ပြန်မယ်ဆိုလို့ရှိရင်ကိုကြိုက်မှာမဟုတ်သူမှမကြိုက်အဲ့တော့ကိုမကြိုက်တဲ့ကိစ္စကိုသူများသွားပြီးတော့ကိုမကြိုက်တာကိုသူများကြတော့လုပ်တယ်ဆိုတော့ဒါမတရားဘူးပေါ့နော်အဲ့ဒီမတရားဘူးဆိုတဲ့အတိလေးကိုတရားရမယ်ဆိုတဲ့အတိလေးကိုသိတာဒါတရားအတိပဲနော်အတိတရားပဲငါမကြိုက်တဲ့အလုပ်ကိုဘာဖြစ်လို့သူများလုပ်ရမှာလဲငါမကြိုက်ဘူးငါမကြိုက်ရင်သူများလည်းမကြိုက်ဘူးသူများမကြိုက်တဲ့အလုပ်ကိုငါဘာလို့လုပ်ရမှာလဲလို့စဉ်းစားပြီးတော့ကာမေတုမိစ္ဆာစာရကကိုယ်တိုင်လည်းရှောင်တယ်သူများကိုလည်းမလုပ်ကြနဲ့ဟေ့တိုက်တွန်းတယ်နော်မလုပ်တဲ့လူကိုချီးမွမ်းတယ်ဒီလူကလူတော်ပဲလူကောင်းပဲနဲ့ဆိုချီးမွမ်းတယ်သုံးပလဲကနေပြီးတော့ကြည့်လိုက်တော့ကာမေတုမိစ္ဆာစာရနဲ့ပတ်သက်လာရင်သူကလုံးဝစင်ကြယ်သွားတယ်ပြည့်စုံသွားတယ်ကိုတော့ရှောင်ပါရဲ့သူများကိုတိုက်တွန်းနေသေးတယ်ချီးမွမ်းတဲ့စိတ်ကလေးရှိနေသေးတယ်ဆိုမဟုတ်သေးဘူးအဲ့ဒါမပြည့်စုံသေးဘူးလို့ပြောရမှာနော်ဒါကာယဒုစရိုက်နဲ့ပတ်သက်လာလို့ရှိရင်ဒီတိုင်းနားလဲရနောက်ဝစီဒုစရိုက်နဲ့ပတ်သက်လာပြီးတော့ကိုယ့်ကိုတစုံတစ်ယောက်ကလိန်သွားမယ်ကိုယ့်အကျိုးစီးပွားတွေပြက်အောင်လိန်လီစားပြောကြသွားမယ်ဆိုရင်ကိုယ်ခံရခက်တယ်ကိုမကြိုက်ဘူးအဲ့တော့ကိုမကြိုက်ဘဲနဲ့ဘာဖြစ်လို့သူများကိုလုပ်ရမှာလဲမလုပ်သင့်ဘူးကိုမကြိုက်တဲ့လို့သူများကိုမလုပ်သင့်ဘူးလို့စဉ်းစားရမယ်အဲ့ဒါလို့စဉ်းစားပြီးတော့မုသဝါဒကလည်းရှောင်ရမယ်လိန်လီလှည့်စားပြီးသူများအကျိုးတရားပြက်ပြားသွားအောင်မလုပ်သင့်ဘူးကိုယ်တိုင်လည်းမလုပ်ဘူးသူများကိုလည်းမလုပ်ဖို့တိုက်တွန်းတယ်မလုပ်တဲ့ပုဂ္ဂိုလ်ကိုလည်းလူတော်လူကောင်းအဖြစ်ချီးမွမ်းတယ်ရှုထောင့်၃မျိုးကနေပြီးတော့စင်ကြယ်အောင်ကျင့်သုံးတယ်နောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ပိတုဏဝါစာဆိုတာတယောက်နဲ့တယောက်မတက်အောင်ဝင်ပြီးတော့တတ်ရှိုတယ်ခုံတိုက်တယ်လို့ခေါ်တယ်မှန်ပါပါလူတယောက်နဲ့တယောက်အစဉ်ပြေးနေလို့ရှိရင်သွားပြီးတော့လေတံလေးသွားထိုးတယ်တယောက်နဲ့တယောက်မတက်အောင်လုပ်တယ်တ
ဓမ္မပဒထဲမှာဝတ္ထုလေးတစ်ပုဒ်ရှိတယ်မထေရကြီးနှစ်ပါးတဲ့အသက်ကတစ်ပါးနဲ့တစ်ပါးမတိမ်မရေရွယ်တူပဲဆိုပါစို့တစ်ပါးကနည်းနည်းငယ်တယ်တစ်ပါးအကြီးသူတို့နှစ်ပါးဟာတကယ်လို့ကိုညီကိုလိုပဲခင်ကြတယ်ညီကိုလိုခင်တယ်အမြဲတမ်းဒီနှစ်ပါးဟာတူတူတွဲပြီးတော့သိရင်းနေတယ်အငယ်ပုဂ္ဂိုလ်ကကြီးတဲ့ပုဂ္ဂိုလ်သိလေးစားတယ်ကြီးတဲ့ပုဂ္ဂိုလ်ကလည်းပဲကိုငယ်တဲ့ပုဂ္ဂိုလ်ကိုလေးစားတယ်နှစ်ပါးတစ်ပါးနဲ့တစ်ပါးအပြန်အလှန်ဒီလိုလေးစားပြီးစိတ်သဘောထားအလွန်ကောင်းကြတယ်တောအကြောင်းတစ်ခုမှသတင်းသုံးနေတယ်အဲ့တောအကြောင်းမှာဓမ္မဂတိကဘုန်းကြီးတစ်ပါးရောက်လာတယ်အဲ့ရောက်လာတဲ့ဘုန်းကြီးကဒီကိုရောကြီးနှစ်ပါးကြောင်းရောက်လာတော့ဆရာတော်ကြီးတွေကလည်းတရားနာကြတော့ဓမ္မဂတိကဆိုတော့တရားဟောတတ်တယ်ပေါ့တရားဟောတော့သူတို့ဓမ္မဂတိကတရားဟောတတ်တော့သူတို့ကဓမ္မဂတိကကိုကြီးညိုကြတယ်မြတ်နိုးကြတယ်ငါရှင်တို့နဲ့တူတူနေပါတရားဟောဆရာရှိသူဟောခိုင်းတရားနာတရားမြတ်နိုးတာဒါပေမဲ့အဲ့ဒီဓမ္မဂတိကစိတ်ကောင်းမရှိဘူးပေါ့တရားအသိမရှိဘူးသူများသာဟောတာကိုယ်မှတရားအသိမရှိဘူးမရှိသည့်အတွက်ကြောင့်ဓမ္မဂတိကကိုတရားဓမ္မတွေကကြီးညိုလာတော့အဲ့ဓမ္မဂတိကဘာဖြစ်လာတော့ဆိုဒီကိုရောကြီးနှစ်ပါးမောင်းထုတ်ပြီးတော့ဒီเจ้าအပိုင်စည်းမယ်ဆိုတဲ့စိတ်ဓာတ်ဝင်လာတယ်ဒါလွန်ခဲ့တဲ့နှစ်ပေါင်း2500ကနော်အခုမဟုတ်ဘူးမှန်လားပါဗျာအဲ့တော့လူရှိနေရင်ဘယ်ခါမှဆိုဒါမျိုးရှိမှာပဲနော်ခုခေတ်မှရှိတယ်လို့မထင်နဲ့လူရှိနေလူရဲ့စိတ်ဓာတ်ကိုကြောက်စရာကောင်းတာပြောပါတယ်မှန်လားပါဗျာဟိုခေတ်က2500လူတွေလည်းဒီတိုင်းပဲခုခေတ်လူတွေလည်းဒါဒီတိုင်းပဲရှိတဲ့လူကရှိနာပဲနော်မှန်လားပါဗျာအဲ့တော့မကောင်းတာတွေရှိတယ်လို့ကောင်းတာတွေကလည်းဟိုတုန်းကရှိတယ်လို့ခုလည်းရှိနေမှာပဲလို့ပြောရမှာပေါ့ကောင်းတဲ့ဘက်ကပြောမယ်ဆိုရင်နော်အဲ့ဒီဓမ္မဂတိကဘာလို့တုံဆိုတော့ဒီကိုရောကြီးနှစ်ပါးသူမတက်အောင်လုံးမှဒီเจ้าသူရမှာကိုဒီကိုရောကြီးနှစ်ပါးညီညွတ်နေမဖြစ်ဘူးမဖြစ်တဲ့အခါကျတော့တရက်ကြတော့တပားစီသတင်းသုံးနေတဲ့နာကိုသွားတယ်ထင်းအောင်မြင်အောင်လှုပ်တာပေါ့ဂုံးတိုက်တယ်ဆိုတာကပါဇက်နဲ့ပြောမှမဟုတ်သူကမထေရကြီးစီအရင်သွားပြီးတော့အရှင်ဘုရားတဲ့အရှင်ဘုရားတို့နှစ်ပါးညီလို့ကိုလို့ခင်တာဟုတ်လားဟာခင်တာပေါ့တို့နေလာတာနှစ်ပေါင်းဘလောက်ကြာပြီဒါပေမဲ့ဘုရားတဲ့ဆိုပြီးတော့အော်မပြောတော့ပါဘူးဘုရားပြီးတော့ဆိုပြီးတော့ကြော့ပြီးထသွားတယ်ကိုရောကြီးစိတ်ထဲမှာထင်းနေဘာလဲဒီကိုရောငါဘာပြောချင်လို့နောက်တစ်ခါအငယ်စီသွားပြန်တော့လေဒီလိုပဲရှင်ဘုရားနောင်တော်ကြီးတို့ရှင်ဘုရားကြီးညိုတယ်ကြီးညိုတယ်ရှင်ဘုရားကကြီးညိုတာဟောမပြောတော့ပါဘူးရှင်ဘုရားတို့တော်ကြတော့ဆိုဒီတိုင်းထသွားတော့ကိုရောကြီးနှစ်ပါးသိချင်လားနောက်တဲ့ကျတော့အတင်းကြပ်မေးတာအတင်းကြပ်မေးတဲ့အခါကျတော့ရှင်ဘုရားကိုဘလို့ပြောတယ်ဟိုကဘလို့ပြောတယ်ရှေ့သာရှင်ဘုရားနဲ့ဟန်လုတ်ပေါင်းနေတာကိုရကြတော့ပြောတယ်ဆိုကိုရောကြီးနှစ်ပါးစိတ်ဝမ်းကွဲသွားကြတဲ့နော်စိတ်ဝမ်းကွဲသွားပြီးတော့တပားနဲ့တပားမျက်နှာချင်းမဆိုင်တော့ဘူးတပားကအရှိဘောက်ကနေထွက်ပြီးအရှိလျှောက်သွားတယ်တပားကအနောက်ဘောက်ကနေထွက်ပြီးအနောက်လျှောက်သွားကြောချင်းပေးပြီးတော့ထွက်သွားလိုက်ကြတာကိုရောကြီးတွေနှစ်ပေါင်းအတော်ကြာမှဒီကိုရောကြီးနှစ်ပါးပြန်တွေ့တဲ့အခါဒီကိုရောရဲ့လိမ်လည်လှည့်စားမှုကိုသွားတွေ့ရတယ်မှန်လားပါဗျာဂုံးတိုက်တာဆိုတာအဲ့လိုတဦးနဲ့တဦးညီညွတ်နေလို့ရှိရင်ဂျားထဲမှာဝင်ပြီးထင်းအောင်မြင်အောင်လုပ်ပြီးတယောက်နဲ့တယောက်မတက်အောင်လုပ်လိုက်တာတဲ့အဲ့ဒါကိုပိတုဏဝါစာလို့ခေါ်တယ်အဲ့ဒီပိတုဏဝါစာဟာကိုယ့်ကိုအလုတ်ခံရမယ်ဆိုလို့ရှိရင်ကိုမကြိုက်ဘူးတဲ့ကိုမကြိုက်တာကိုသူများကိုလုပ်ရင်သူများလည်းကြိုက်မှာမဟုတ်ဘူးဆိုပြီးပိတုဏဝါစာကရှောင်ပါတဲ့ကိုယ်တိုင်လည်းရှောင်ပါသူများကိုလည်းတိုက်တွန်းပေးပါပိတုဏဝါစာကရှောင်တဲ့ပုဂ္ဂိုလ်လည်းပဲချီးမွမ်းစကားပြောကြပါတယ်ဟောသုံးထို့တူပဲဖုဒ္ဓဝါစာဆိုတာဉာဏ်နဲ့စကားကိုပြောတာလူဆိုတာကိုယ့်ကိုယ်တယောက်နဲ့တယောက်မာဆာပြောတာတောင်မှကြိုက်တာမှမဟုတ်ဖ ೇನೆ စကားတန်မာတယ်ဆိုရင်ကိုမကြိုက်ဘူးလေလူဆဲတာရေးတာအသာထားအောင်လေတံမာနဲ့ပြောလိုက်ရင်ကိုမခံနိုင်တဲ့လူတွေအများကြီးပဲအဲ့တော့ကိုကကိုယ့်ကိုအဲ့လိုမာပြောရင်ကိုမကြိုက်ဘူးဆဲရင်ကိုမကြိုက်ဘူးဒါပေမဲ့ကိုကြတော့စိတ်ဆိုးလာတဲ့အခါကျတော့မာလည်းပြောတာပဲဆဲတာပဲကိုပြောတဲ့အခါကျအရသာရှိတယ်လို့ဖြစ်နေနော်အဲ့တော့အဲ့ဒီကိစ္စကိုလည်းပဲခုနလိုငါမကြိုက်တဲ့အလုပ်ဘာဖြစ်လို့သူများကိုပြောရမှာလဲငါမကြိုက်ရင်သူလည်းမကြိုက်ဘူးဆိုပြီးတော့ရှောင်ပါတဲ့ကိုယ်တိုင်လည်းရှောင်ပါသူများကိုလည်းရှောင်ဖို့တိုက်တွန်းပေးရှောင်တဲ့ပုဂ္ဂိုလ်ကိုလည်းချီးမွမ်းပါတန်ဖတ်ပလာပဆိုတာအကျိုးမဲ့စကားတွေပြောပြီးတော့အချိန်ဖြုံးတာအေးကိုယ်စီလာပြီးတော့အကျိုးမဲ့စကားတွေပြောပြီးအချိန်ဖြုံးနေမယ်ဆိုရင်အလုပ်ပြက်အကင်ပြက်ဘာမှအကျိုးမရှိဘူး
အဲ့ဒီအကျိုးမရှိတဲ့စကားတွေနဲ့ငါ့ကိုလာအချိန်ဖြုံးအောင်လုပ်နေငါမကြိုက်ဘူးငါမကြိုက်တယ်လို့ तू လည်းမကြိုက်ဘူး तू များစီကိုဟုတ်လားလှည့်ပြီးတဲ့အခါကျတော့တယောက်နဲ့တယောက်ဟိုလူအတင်းပြောဒီလူအတင်းပြောမျိုးဖြစ်တာမျိုးတွေဒါတွေကမကောင်းတဲ့အကျင့်တွေပဲလို့ဒီလိုနှလုံးသွင်းရလူကတယောက်နဲ့တယောက်ဆုံမိလာလို့ရှိရင်ကြည့်လေလူတစ်ယောက်ဆုံမိလာလို့ရှိရင်ဘာစတော့ဆိုကြားပြီးပြီလားဆိုတာလာတယ်နော်ကြားပြီးပြီလားစဟိုကလည်းသိကျင်လာတယ်ဘာဟာတော့ဆိုပြောပြီးသူများအတင်းနေဖြစ်နေစအဲဒီထက်ကနေတယောက်ကနေပြီးတော့ဘယ်သူကပြင်တော်လိုက်တာရထဲမှာတော်လိုက်တာလို့ပြောလိုက်လို့ရှိရင်ဩရှင်ကမသိလို့ကိုကမသိလို့ဆိုတာလေးနဲ့လာပြန်ရောအဲ့ကြတော့တော်ပါတယ်ဒါပေမဲ့ဆိုဟောပြောတော့မယ်အဲ့ကြရင်အပြစ်တယောက်ကချီးမွမ်းရင်လည်းတယောက်ကကဲ့ရဲ့ဖို့ကြိုးစားတယ်ဒါလူတွေရဲ့သဘာဝကိုပြောပြတာနော်မှန်လားပါဗျာအဲ့ဒီသမ္မပလာကနေစပြီးတော့နှုတ်နဲ့ပတ်သက်လာလို့ရှိရင်လူတွေကအဲ့ဒီလိုပြောလို့ရှိတယ်တဲ့ဘယ်လောက်ထိအောင်ပြောကြတော့ဆိုလို့ရှိရင်နှစ်ယောက်စုံပြီးတဲ့အခါကျတော့စကားပြောကြဟိုလူအတင်းပြောဒီလူအတင်းပြောပြီးတော့အဲ့ဒီလူကထသွားတဲ့အခါကျသူတယောက်တည်းကြံတဲ့အခါကျတော့မင်းငေါလိုက်သေးတယ်နင်းလဲတူတူပါပဲလို့ပြောတယ်သူပဲကြံတော့တာပြောမခံနော်အဲ့တော့ဒီတန်ဖတ်ပလာပတွေကိုလည်းပဲငါမကြိုက်ဘူးငါမကြိုက်ရင်သူလည်းကြိုက်မှာမဟုတ်ဘူးကိုမကြိုက်တာမလုံးနဲ့လို့ဆိုပြီးတော့ဟောဒီဝစီဒုစရိုက်ကလည်းပဲကိုယ်တိုင်းရှောင်တယ်သူများကိုလည်းရှောင်ဖို့တိုက်တွန်းတယ်ရှောင်တဲ့ပုဂ္ဂိုလ်လည်းချီးမွမ်းတယ်ဆိုဟောသုံးဘက်သုံးပလံကနေပြီးတော့ကြည့်တန်ဖတ်ပလာပကိုရှောင်လိုက်တယ်ဆိုဝစီဒုစရိုက်တွေဟာလုံးဝဖြူစင်တန်ရှင်းသွားတဲ့ဝစီဒုစရိုက်အဖြစ်ရောက်သွားတယ်ဒါအခြေခံအတိတရားလို့ခေါ်ပါတယ်အဲ့ဒီအခြေခံအတိတရားတွေရှိထားတဲ့ပုဂ္ဂိုလ်ရဲ့သဘောထားဟာဘလောက်ကောင်းတော့ကြည့်အမတန်တရားတဲ့အတိတွေကိုသူသိထားတဲ့အတွက်ကြောင့်သူများတဲ့မတတ်ဘူးသူများဥစ္စာမခိုးဘူးသူတော်သားများမပြစ်မှားဘူးသူများကိုလိမ်လည်ပြီးတော့သူများအကျိုးပြက်အောင်မလုပ်ဘူးဂုံမတိုက်ဘူးဆဲရည်ခြင်းကြမ်းတမ်းတဲ့စကားကိုပြောခြင်းမလုပ်ဘူးအကျိုးမဲ့တဲ့သူများအချိန်တွေကိုပြုံးအောင်မလုပ်ဘူးဆိုတဲ့ဟောအများနဲ့ဆက်ဆံတဲ့အခါမှာ तू ကလုံးဝပြည့်စုံစင်ကြယ်တာဒါကိုချင်းတရားဘက်ကဒါပြည့်စုံတယ်အခြေခံအဆင့်အတိတရားလို့ခေါ်တယ်နော်မှန်လားပါဗျာအဲ့ဒီအခြေခံအဆင့်ကိုမေ့ထားလို့မရဘူးဒီအခြေခံအဆင့်တွေမပါဘဲနဲ့နိဗ္ဗာန်မဲ့ဖို့ရက်တူတူနဲ့မျက်မှောက်ပြုရပါလို့ဆိုလို့ရက်ကတော့တိုးမှာမဟုတ်သေးဘူးဘာဖြစ်လို့လဲဆိုအခြေခံမှမပါပဲနော်မှန်လားပါဗျာအခြေခံအဆင့်ကိုစိတ်ကောင်းနှလုံးကောင်းထားဖို့လိုတယ်ဒါစိတ်ကောင်းနှလုံးကောင်းလို့ထားခေါ်တယ်အဲ့တော့လူတွေကထင်ကြတယ်များသောအားဖြင့်ပြောကြတယ်စာတန်းတွေပါတွေတောင်ရေးထားကြသေးတယ်သင်ကောင်းနေကျွန်ုပ်မဆိုးပါတဲ့သင်ကောင်းနေကျွန်ုပ်မဆိုးပါဆိုတဲ့ဟာကဒါလူကောင်းလို့ခေါ်လို့မရနော်သင်ဆိုးပေမဲ့ကျွန်ုပ်မဆိုးပါလို့ရေးရမရေးတာသင်မကောင်းပေမဲ့ကျွန်ုပ်ကောင်းပါလေအဲ့ဒီဟာမှပြည့်စုံတယ်အခုကသူတော်နေလို့ကိုကောင်းတဲ့သူတော်ကောင်းနေရတော့ဒါမဟုတ်သေးဘူးသူတော်နေလို့ကိုကကောင်းနေတာလေသူမတော်ရင်ကိုကောင်းမှာမဟုတ်ကိုကဘာဖြစ်တုံးဆိုသူတော်အောင်ကိုကောင်းတဲ့သူတော်ကောင်းမျိုးဖြစ်တဲ့တယ်ပေါ့သူတော်လာအောင်မတော်တဲ့လူတယောက်တော်လာအောင်ကိုကကောင်းရမယ်သူတော်ကောင်းရဲ့သဘောကသူများမတော်တာသူများမကောင်းတာကိုကလိုက်ပြီးတော့မတူဘူးနော်မှန်လားပါဗျာဒါကြောင့်မလို့သူတော်ကောင်းကိုရင်တော့ဓမ္မဂတိကဟောနေတဲ့လူဩကြောင့်ဓမ္မဂတိကတခါကြီးကပြောလေးရှိတယ်ငယ်ငယ်တော့ကြားဘူးလားသူတော်လို့ကိုကောင်းတဲ့သူတော်ကောင်းတွေမဖြစ်ပါစေနဲ့တဲ့နော်သူတော်အောင်ကိုကောင်းတဲ့သူတော်ကောင်းဖြစ်ပါစေဆိုအတိပ္ပယ်ရှိတယ်တရားမှန်လားပါဗျာဘုရားမြတ်စွာလက်ထက်တုန်းကအိရှိမာကြီးတယောက်ရှိတယ်သူနာမည်ကျော်တယ်သဘောကောင်းလိုက်တာသဘောထားပြည့်လိုက်တာအလုသမားတွေပေါ်အိမ်စီတွေပေါ်မှာဟုတ်လားအိမ်အကူတွေပေါ်မှာဆက်ဆံတာအမတန်ကောင်းတယ်ပေါ့သိသဘောထားကောင်းတယ်သိသဘောထားကောင်းတယ်နဲ့နာမည်ကြီးတယ်တာဝတိပြေကအိရှိမာကြီးတယောက်နာမည်ကြီးတယ်သဘောကောင်းတယ်နဲ့နာမည်ကြီးတော့သူ့အိမ်မှာအလုကျွေးပြုတ်နေတဲ့ကာလီဆိုတဲ့အမျိုးသမီးကသူကစဉ်းစားတယ်ငါတော်နေလို့ तू ကောင်းတာလားသို့မဟုတ် तू ပင်ကိုးကိုကောင်းတဲ့စိတ်ရှိသလားဆိုတာစမ်းသပ်အောင်မယ်ဆိုပြီးတရက်ကြတော့ तू အိတ်နေလိုက်တာတဲ့နေမြအောင်အိတ်လိုက်တော့အိရှိမာကြီးကလာပြီးတော့ဟဲ့ကာလီနေဘာလို့အိတ်နာတော့ဆိုဘာမှမဖြစ်ပါဘူးလို့ပြောတော့
မျက်မှောင်ကလေးကျုပ်သွားတယ်အဲ့ဒီနေရာသူကအကဲခတ်လိုက်မိတယ်ငါတောနေလို့ तू ကောင်းတာပဲ तू ဒေါသရှိရဲ့တန်းနဲ့ तू ကငါတောနေလို့ဒီဒေါသမထွက်တာသူ့တဏ္ဍာမှာဒေါသရှိတယ်ဆိုတာသိကြတယ်ပေါ့ပိုးသိကြအောင်ငါနောက်တည့်ဆက်ဆန်းအောင်မယ်ဆိုပြီးတော့နောက်တည့်ရလည်းဆက်ပြီးအိတ်နေလိုက်ပြန်အိတ်နေတဲ့အခါကျတော့ဟဲ့ဘာဖြစ်လို့အိတ်တာလဲဆိုဘာဖြစ်ဘူးလို့ပြောတယ်ဒီကောင်မလူဘာဝတယ်ဆိုပြီးဆဲသွားတယ်တဲ့ပထမနေ့ကတော့မျက်မှောင်ကလေးပဲကျုပ်ပြတယ်နောက်တည့်ရကျတော့အဲ့ဒါဆဲသွားဩသူ့တဏ္ဍာမှာရှိနေတဲ့ဟာတွေ तू ပြလာပြီအစွဲကထွက်လာနောက်တည့်ရတကူကဆက်ပြီးတော့အိတ်လိုက်တဲ့အခါကျဘာလို့တော့နင်ဒီလောက်တောင်လောက်ရလားလို့ဆိုပြီးတော့အဲ့ဒီတုန်းကတကားတွေမှာဂလန့်ချိတ်လေးရှိတယ်တန်ကောင်းနဲ့ဆွဲပြီးတော့ခေါင်းကိုရိုက်လိုက်တာခေါင်းကွဲပြီးတော့သွေးတွေဖြာထွက်သွားတယ်အဲ့ဒီကြတော့ကာလီကျော်မကြီးကလမ်းထွက်ပြီးတော့ရှင်တို့ပြောတဲ့အိရှင်မကြီးသဘောထားကောင်းတယ်ဆိုတာကြည်ကြသမ်းပါအောင်ဟောဒီမဲ့သွေးတွေနဲ့ခေါင်းရိုက်ခွဲတယ်ဆိုပြီးပြောတာအဲ့ဒီနေရာနေစပြီးတော့ဟာဒီအိရှင်မကြီးကသဘောသိဆိုးတာပဲနဲ့ဆိုဖြစ်သွားတယ်အဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီဝတ္ထုလေးကိုဥပမာပြုပြီးတော့သူများတွေကကောင်းလို့ကောင်းနေတဲ့အကောင်မျိုးမဖြစ်စေကြနဲ့တဲ့သူများတွေကမကောင်းတာကိုကိုယ်ကကောင်းရမယ်လို့ဒီလိုဆိုလို့တယ်ရဟန်းတွေကိုဆုံးမတယ်ဆရာသမားတွေကနေပြီးတော့သင်္ကန်းတို့တပိတ်တို့ပြိခရာတို့ထောက်ပံ့ပြီးတော့နေသည့်အတွက်ကြောင့်ဒီစကားပြောလို့ဆိုလို့ဆုံးမလို့လွယ်တာမျိုးဟာဒါတကယ်အစစ်အမှန်မဟုတ်ဘူးတဲ့ပေးနိုင်ကမ်းနိုင်လို့ကောင်းနေကြတာမျိုးဟာဒါတကယ်ကောင်းမဟုတ်ဘူးတဲ့တကယ်ကောင်းဖြစ်အောင်ကြိုးစားကြကိုယ်စိတ်ထဲရင်နဲ့နှလုံးထဲကနေပြီးတော့တကယ်ကိုအေးချမ်းပြီးတော့ဒေါသငြိမ်းအောင်ကြိုးစားကြသူများကတောနေလို့ကိုယ်ကောင်းနေတာမျိုးမဖြစ်စေကြနဲ့ကဲကိုလည်းစဉ်းစားကြည့်လေစိတ်ဆိုးစရာမရှိဘူးသူကထဆိုးမှမဟုတ်ဘူးလေစိတ်ဆိုးစရာရှိရတဲ့နဲ့မဆိုးမှသူတော့ကောင်းစိတ်ဆိုးအောင်လုပ်ရတဲ့နဲ့မဆိုးဘူးဆိုမှသူတော့ကောင်းဖြစ်မှာသူများတွေကကိုယ့်ပတ်ဝန်းကျင်ကကိုကောင်းနေလို့ကိုယ့်ဘာကိုသူတော်ကောင်းဖြစ်နေတာမျိုးမဟုတ်ဘူးတဲ့ဘယ်လိုပဲအခက်ခဲတွေဘယ်လိုပဲစိတ်ဆင်းရဲစရာတွေကြုံလာလားစိတ်ဆိုးစရာတွေနဲ့ဘယ်လိုပဲတွေ့စိတ်မဆိုးအောင်ထိန်းနိုင်တယ်လောဘဖြစ်စရာအာယုန်တွေနဲ့ဘယ်လိုပဲတွေ့လောဘကိုထိန်းနိုင်ရမယ်ဒေါသဖြစ်စရာအာယုန်တွေနဲ့ဘယ်လိုပဲတွေ့ကိုဒေါသကိုထိန်းနိုင်ရမယ်အဲ့ဒီလိုထိန်းနိုင်တာကမှတကယ်သူတော်ကောင်းတကယ်ငြိမ်းချမ်းသူအစစ်အမှန်လို့ခေါ်တယ်တဲ့သူတော်နေလို့ကိုကောင်းနေတာအာယုန်နေနဲ့အတိုက်ခိုက်မခံရလို့လေငိမ့်နေလို့မလှုပ်ရှားတာကိုအဟုတ်ထင်နေကြတယ်လေတိုက်ခံရတာကြည့်တစ်ပင်ကြီးတွေလည်းလေတိုက်ခံရတာပဲတောင်ကြီးတွေလည်းလေတိုက်ခံရတာသို့သောတစ်ပင်တွေလေတိုက်ခံရရင်ရိမ့်ထိုးပြီးတော့အမြစ်ပါကျွတ်ပြီးလွင့်မသွားဘူးလားလွင့်သွားပါတယ်ဗျာတောင်ကြီးတွေလည်းလေတိုက်ခံရတာပဲကြည့်မယ်ဆိုတောင်ကြီးတွေကမလှုပ်ဘူးလေဘာကွာတာတုံးဆိုတောင်ကြီးတွေကသူ့ကိုယ်သူကြံ့ကြံ့ခံထားတာတဲ့ဒီလေမုန်တိုင်းလောက်ကတော့ဘလောက်မှဘာမှမဖြစ်ဘူးတစ်ပင်တွေကသူ့လောက်ခံနိုင်ရမရှိဘူးလို့ဒီလိုဆိုလို့တယ်အဲ့တော့ကိုယ့်ကိုခံနိုင်ရရှိရလောကရန်တွေဘာလာကိုယ့်ကိုမတုံလုံးကောင်နေနိုင်ဖို့ကြိုးစားရမယ်ဒီဟာမှတကယ်သူတော်ကောင်းလို့ဒီလိုဆိုလို့တာအပြင်ဘက်ကဓာန်ကိုတော့အကာအကွယ်လို့မရဘူးဒါကလာမှာပဲမြတ်စွာဘုရားကိုတော်မြတ်ကိုယ်တိုင်မျက်စိကမြင်စရာအာယုန်နဲ့မြင်တဲ့အခါမကောင်းတာလည်းမြင်တာပဲကောင်းတာလည်းမြင်တာပဲမကောင်းတာကိုအနိဋ္ဌာယုံခေါ်တာပေါ့ကောင်းတာကိုအိဋ္ဌာယုံခေါ်တာပေါ့အတန်ကြားတဲ့အခါလည်းမကောင်းတဲ့အတန်လည်းကြားတာပဲကောင်းတဲ့အတန်လည်းကြားတာပဲအနံ့လည်းမကောင်းတဲ့အနံ့ဟုတ်လားရှူတာပဲကောင်းတဲ့အနံ့လည်းရှူမိတာပဲအရသာလည်းမကောင်းတာလည်းခံစားရတာပဲကောင်းတာလည်းခံစားခန္ဓာကိုယ်ထိတွေ့ရလည်းမကောင်းတာနဲ့လည်းထိတွေ့တာပဲကောင်းတာနဲ့လည်းထိတွေ့တာသို့တော့တာမန်ပုဂ္ဂိုလ်တွေကြဘာဖြစ်တုံဆိုရင်မကောင်းတာနဲ့ကြုံရင်ဒေါသဖြစ်တယ်ကောင်းတာနဲ့ကြုံရင်လောဘဖြစ်တယ်ကောင်းမကောင်းကြုံတာချင်းကအတူတူပဲဖះလည်းကြုံတယ်ကိုယ်လည်းကြုံတယ်ကြုံတာချင်းတူပဲဖះကြတော့လောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးယန္တာတွေကြတော့လောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးဘာကွာနေတုံးဆိုတရားအတိစွမ်းအားချင်းကွာနေတယ်တရားအတိနဲ့ခုခံပေးထားတဲ့အတွက်ကြောင့်ဖះယန္တာတွေရဲ့စိတ်ဓာတ်ကြန့်ခိုင်မှုကတောင်ကြီးကဲ့သို့ဘလောက်ပြင်းထန်တဲ့မုန်တိုင်းကြီးတိုက်လှုပ်ရှားမှာမဟုတ်ဘူးတဲ့ဒါကိုမင်္ဂလာတုတ်ထဲမှာဖုဒ္ဒတလောကဓမ္မေစိတ်တန်ယတနဂံမတိဆိုအဲ့ဒါပြောတာနော်မှန်ပါဗျာပတ်ဝန်းကျင်ကကိုယ်ကောင်းပြီးဝိုင်းမနေကြလို့သဘောကောင်းနေတဲ့အကောင်းမျိုးကတော့ဒါအကောင်းမဟုတ်ဘူးတဲ့ဟုတ်လားဘယ်လို့မှစိတ်ဆိုးအောင်လုပ်လို့စိတ်မဆိုးတဲ့ပုဂ္ဂိုလ်ကမှတကယ်အကောင်းလို့ဒီလိုပြောရမယ်ဒါကြောင့်မို့လို့တရားအသိရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာလောကရန်ကြောင့်လည်းတုံလုံးမှုမဖြစ်ဘူးဘယ်လိုလောကကြီးထဲမှာဆိုရင်လောကရန်ကရှိမှာပဲအကောင်းဆိုးဆိုကြုံနေမှာပဲကျုံနေတဲ့အချိန်မှာခုနက
ကိုယ့်ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကိုလေ့ကျင့်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာနဲ့ခုခံမလို့ဆိုခုနအတွေးနဲ့ခုခံလို့ရတယ်လောကဓာတ်နဲ့ကျုံလာလို့ရှိရင်မြတ်စွာဘုရားကဥပမာလေးတစ်ခုပေးထားတယ်ဆုံးမထားတာရှိတယ်ဗြဟ္မဆာလသုတ်တံမှာဘုရားကဟောထားတော့ဆိုလောကမှာလူတွေကကဲ့ရတာမခံနိုင်ဘူးကဲ့ရတာမခံနိုင်ဘူးကိုယ်လာကဲ့ရင်စိတ်ဆိုးတယ်ချီးမွမ်းရင်တော့အဲ့ဒါတပြုံပြုံနေတယ်နော်အဲ့ဒါလောကဓာတ်မခံနိုင်တာလို့ခေါ်တယ်မြတ်စွာဘုရားကဘာဆုံးမတော့ဆိုရင်ကဲ့ရလို့ရှိရင်စိတ်မဆိုးနဲ့တဲ့ကိုယ်လာပြီးတော့ပြစ်တင်ပြီးတော့ကဲ့ရမယ်ဆိုစိတ်မဆိုးနဲ့တဲ့နံပါတ်1စိတ်မဆိုးနဲ့စိတ်ဆိုးလို့ရှိရင်ကိုယ်စိတ်တည်ငြိမ်မှုပဲကိုအန္တရာယ်ဖြစ်သွားပြီကိုယ့်ရဲ့အသိဉာဏ်ကိုပဲအန္တရာယ်ပြုရရောက်သွားတယ်ဟုတ်တယ်လေစိတ်ဆိုးလိုက်တာနဲ့တပြိုင်နက်အကောင်အဆိုးအကြောင်းကျိုးသိသေးတယောက်ကလာကဲ့ရတယ်ကဲ့ရတာနဲ့ပတ်သက်ပြီးကိုကစိတ်ဆိုးလိုက်လို့ရှိရင်အဲ့ဒီ तू ပြောတဲ့စကားရဲ့အကောင်အဆိုးအကြောင်းကျိုး तू မသိတော့ဘူးဟောဒါကြောင့်မို့ဘုရားကစိတ်မဆိုးနဲ့စိတ်ဆိုးရင်အကောင်အဆိုးအကြောင်းကျိုးမသိနိုင်ဘူးအဲ့တော့မလုပ်ရမလို့ဆိုလို့ရှိရင်အကယ်၍ तू ကချီးမွမ်းကဲ့ရတယ်ဆိုလို့ရှိရင်တဲ့ကိုယ်လာကဲ့ရတယ်ဆိုလို့ရှိရင်ကိုမဟုတ်ရင်မဟုတ်ဘူးဆိုတာကိုယ့်ဘာကိုနှလုံးသွင်းလိုက်တယ်မဟုတ်လို့ရှိရင်မဟုတ်တဲ့အတိုင်းဖြေရှင်းလိုက်ဒီလိုဆိုလို့လေဖေဟာစိတ်ဆိုးနေမဲ့အစားမဟုတ်တာကိုမဟုတ်တာလို့ပဲဖြေရှင်းဖြေရှင်းတယ်ဆိုတာ तू ယုံသည်ဖြစ်စေမယုံသည်ဖြစ်စေကိုမဟုတ်ဘူးဆိုတာဖွင့်ပြောရမယ်အဲ့ဒီပြောတယ်ဆိုတဲ့နေရာမှာဆဲတာကြတော့ပြောစရာမလိုဘူးဆွဆွဲတာကြတော့ဖြေရှင်းရမယ်တဲ့ဆဲတာကြတော့ဖြေရှင်းစရာမလိုဘူးတဲ့ကိုယ့်ရဲ့ခန္တီတရားခန္တီဆိုတာကိုယ့်ရဲ့စိတ်ကလေးငြိမ်းချမ်းနေတဲ့စိတ်လေးကိုလှုပ်ရှားမသွားအောင်ထိန်းထားနိုင်တဲ့စွမ်းရည်တတ္တိကိုခန္တီလို့ခေါ်တာမှန်ပါပါဗျာအခုခေတ်ခန္တီဆိုတာကဟေးပြန်မပြောရင်ထဲကတော့ဘလောင်ဆူးနေအဲ့ဒါခန္တီမဟုတ်ဘူးနော်ပြန်တော့မပြောဘူးနှုတ်ခမ်းကြီးကဆူနေတယ်စိတ်ထဲကတော့မကျေနပ်ဘူးတဖြစ်တော့ဖြစ်နေအဲ့ဒါခန္တီမဟုတ်ဘူးခန္တီဆိုတာကိုယ့်ရဲ့အပြုံးမပြတ်တဲ့စိတ်ကလေးကိုထိန်းထားနိုင်တဲ့စွမ်းရည်တတ္တိကမှခန္တီတဲ့ကိုယ်ပင်ကိုယ်စိတ်ကလေးကိုတကယ်ဝမ်းမြောက်နေတဲ့စိတ်ကလေးငကိုကြည်နူးနေတဲ့ပင်ကိုယ်စိတ်ကလေးကိုဘေးကအာယုံကနေလာတိုက်ပေမဲ့လို့မလှုပ်ရှားတဲ့စိတ်ကမှဒါခန္တီလို့ခေါ်တယ်နော်မှန်ပါပါဗျာခန္တီရဲ့စိတ်ကဒါမှမဟုတ်ဘုန်းကြီးတို့နိုင်ငံသားတွေရှင်းပြတဲ့အခါကျတော့ခန္တီဆိုတာလို့တရားနည်းနဲ့ကြည့်မယ်ဆိုတော့ဗမာကတော့သိခံတယ်လို့ဘာသာပြန်တယ်လို့တရားနည်းနဲ့ကြည့်မယ်ဆိုရင်စွမ်းရည်စိတ်စွမ်းရည်တစ်မျိုးပဲလို့စိတ်စွမ်းရည်တစ်မျိုးဆိုတာ ability to maintain normal position ability to maintain normal position mental position စိတ်ရဲ့ပုံမှန်ဒီ normal ကိုသူကထိန်းထားနိုင်တာကိုပြောတာကြည့်လေ normal ဆိုတာဘာလို့ဆိုရင်တကယ်ချင်းနှစ်ယောက်ထိုင်စကားပြောနေရီလို့မောလို့ဘိုးတယောက်ကလာတဲ့ပြီး6တိုက်လာဆဲသွားတယ်ဒီလူနှစ်ယောက်ဟာဒီငကွာရီတာမောတာတွေမရှိတော့ဘူးဟာဒီကောင်စော်ကားထားဆိုပြီးဒေါသတွေထပေါက်ကွဲကုန်ကြတယ်ဟုတ်လားခန္တီပြက်သွားပြီပေါ့သူတို့ငကိုအနေထားပြက်သွား normal က abnormal ဖြစ်သွားပြီဒီလိုဆိုလို့အဲ့ဒါခန္တီမဟုတ်ဘူးတဲ့ခန္တီဆိုတာကတကယ်ကိုယ့်ရဲ့စိတ်မူလအခြေအနေကိုထိန်းထားနိုင်တဲ့စိတ်စွမ်းရည်တစ်မျိုးကိုခန္တီလို့ခေါ်တယ်လို့ဒီလိုမှတ်ဒါတွေကပထမကတော့တရားအသိနဲ့ထိမ့်ပေးရတယ်တရားအသိနဲ့ထိမ့်လိုက်လို့ရှိရင်ဒီစိတ်စွမ်းအားတွေကိုယ်တဏ္ဍာမှာဖြစ်ပေါ်ပြီးတော့လာနိုင်တယ်လို့ဒီလိုမှတ်ရတရားအသိရှိတဲ့ပုဂ္ဂိုလ်ရဲ့သဘောထားနဲ့တရားအသိမရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်သဘောထားအလုံးကိုကွာတယ်နော်မှန်ပါပါဗျာအသိတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်သဘောထားအလုံးကွာတယ်ဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကဒီတဲ့အဆင့်မြင့်လာတဲ့အခါကျတော့ကြည့်ဒီတဲ့အဆင့်မြင့်တဲ့တရားကိုသိလာပြီဆိုတဲ့အခါဟဋ္ဌိဆိုတဲ့ရွာတစ်ရွာရှိတယ်အဲ့ဒီဟဋ္ဌိဆိုတဲ့ရွာမှာဥက္ခဆိုတဲ့တထေးတစ်ယောက်ရှိတယ်အဲ့ဒီတထေးကငကိုတော့ဗုဒ္ဓဘာသာဝင်မဟုတ်ဘူးတရားအသိမရှိဘူးသူကတရားအသိမရှိတော့အယက်သေးစာတောက်စားပျော်ပါပြီးတော့တာမန်လူတစ်ယောက်ပဲခန်းကော်တော်ထဲမှာမြတ်စွာဘုရားကြွလာလို့မြတ်စွာဘုရားနဲ့သူပထမဆုံးဆုံတာနာဂဝနလို့ဆိုရဲခန်းကော်တော်ဥယျာဉ်ထဲမှာဘုရားကိုပထမဆုံးသွားတွေ့တယ်အဲ့ဒီတော့ကသူဘာလုပ်နေအရက်မူးနေတယ်အဲ့ဒီလူကဥက္ခဆိုတဲ့လူကအရက်မူးနေတာနော်မှန်ပါပါဗျာခုခေတ်လို့ပြောရင်ကလားတထေးတယောက်ပေါ့အိန္ဒိယကနော်ဥယျာဉ်ထဲသွားပြီးအရက်တွေတောက်ပြီးတော့အိမ်မှာအရက်မူးနေတဲ့အချိန်
သူ့အပေါင်းအသင်းနေနဲ့ရဲတောက်ပြီးတဲ့နေတဲ့အချိန်ဖះကိုတွေးလိုက်တဲ့အခါမှာသူ့စိတ်ဓာတ်ပြောင်းသွားဖះကိုမြင်လိုက်တာနဲ့သူ့စိတ်ထဲမှာကြည်ညိုတဲ့စိတ်ဖြစ်သွားပြီးတော့အယက်မူးပြေသွားတယ်တရားမသိသေးဘူးအဲ့ဒီချိန်မှာအယက်မူးပြေပြီးသူ့စိတ်ထဲမှာထင်လိုက်တာဟာသူတော်စင်တယောက်သူတော်စင်တစ်ပါးကိုသူတွေးရတယ်လို့စိတ်ထဲမှာကြည်နူးတဲ့စိတ်လေးတွေဝင်သွားတယ်ဒါနဲ့ဖះစီကိုသွားပြီးတော့ချင်းကပ်တဲ့အခါအယက်မူးပြေလို့ဖះနာသွားတဲ့အခါကျတော့ဖះကသူ့ကိုတရားဟောတယ်တဲ့မြတ်စွာဘုရားတွေကတရားဟောတဲ့အခါမှာအမြဲတမ်းသူကဟောနေကြတရားအစဉ်လူတယောက်ကိုစပြီးဟောပြီးဆိုရင်ဘာစဟောတော့ဆိုဒါနကထာစဟောလို့ရှိတယ်နော်မှန်ပါပါဗျာဒါနကထာဆိုတာဒီလောကမှာလူတွေက society ထဲနေတာကိုတယောက်တည်းမစားသင့်ဘူးအားလုံးနဲ့မျှဝေပြီးခံစားသင့်တယ်ဆိုတာဒါဒါနကထာပဲပေါ့မှန်ပါပါဗျာဟုတ်တယ်မို့လားမှန်ပါပါဗျာတယောက်တည်းကိုသိမ့်ပိုက်ထားလို့ရှိရင်ဟိုဘလူးဆောင်တဲ့ရေကန်တွေကရေတွေလိုပဲဘယ်ကောင်မှမတတ်ဘူးတောက်တဲ့လူအဲ့ဒါဖန်ခံစားခံပြီးတော့ဒီရေတွေလကားခန်းတော့မှာအဲ့ဒါလိုပဲတချို့လူတွေပစ္စည်းပိုင်ဆိုင်တာက society အတွက်ဘာမှအသုံးမဝင်ဘူးသူလည်းမသုံးဘူးသူများလည်းမသုံးအောင်ဟောတေတော့ဒီတိုင်းကြီးပြစ်ထားခဲ့တယ်အဲ့ဒါမျိုးမဖြစ်စေရဘူးအားလုံးနဲ့ share လုပ်ရမယ်တချို့ကမသရာတာကိုယ့်ကိုယ်တော်မသရာဘူးကြားဘူးတယ်မဟုတ်လားဇာလန်းနေရှိတယ်ကိုယ့်ကိုယ်တော်မသရာဘူးမစ္စရိယတထေးလို့ဆိုတာကိုယ့်ကိုယ်တော်မစားဘူးမုံစီကျော်လေးစားကြတာသူများလာမှဆိုလို့မပြောဘူးတဲ့အောက်နော်တထေးကမုံစီကျော်လေးစားကြတာကိုလမ်းဘေးမှာမုံစီကျော်လေးတွေ့တာစားကြတာအောက်နေတယ်ဘာဖြစ်လို့လဲဆိုရင်မုံစီကျော်ကြော်လို့ရှိရင်ဝိုင်းစားကြမှာဆိုလို့တဲ့သူများကိုပေးရမှာဆိုလို့အောက်တော့အဲ့ဒါလို့မစ္စရိယအာကြီးလာပြီဆိုလို့ရှိရင်ကိုယ်တော်မစားရတော့ဘူးလူတွေမှာပစ္စည်းဥစ္စာကိုမသုံးရဘူးအဲ့ဒါလို့ဖြစ်လာတတ်တယ်အဲ့တော့အဲ့ဒါမျိုးမဖြစ်အောင်မြတ်စွာဘုရားဒါနကထာတယောက်နဲ့တယောက် share လုပ်မယ်ကိုတယောက်တည်းမသုံးရဘူး charity တို့ဟုတ်လားဒါမျိုးတွေကရှိရမယ် generosity တို့ဒါမျိုးတွေရှိရမယ်သူများကိုစွန့်ကြဲရမယ်ပေးကမ်းရမယ်ကိုမိသားစုဖြစ်မိသားစုပေါ့မိတ်ဆွေတငယ်ချင်းတွေပေးရမယ်ကိုပေးတဲ့ပေးလိုက်တဲ့ပုဂ္ဂိုလ်တွေပေးရမယ်မတွန့်တိုရဘူးဒါဒါနကထာနောက်ပြီးတော့ကိုချင်းတရားမပြတ်ပြားရဘူးတဲ့သီလကထာလူဘဝရောက်လာရင်ကိုချင်းတရားကောင်းရမယ်ကောင်းအောင်နေရမယ်လူတော်လူကောင်းဖြစ်ဖို့ဆိုတာကိုချင်းတရားကောင်းပါဒါနကောင်းမှုတွေဘလောက်လုပ်နေနေကိုချင်းတရားမရှိရင်သူတော်ကောင်းမခေါ်နိုင်သေးဘူးဒါကိုကိုချင်းတရားကောင်းအောင်လုပ်ဖို့ဆိုပြီးဘုရားသီလကထာဟောတယ်ကဲဒါနနဲ့သီလကိုချင်းတရားလည်းကောင်းပြီသူများကိုလည်း share လုပ်တယ်ကိုတယောက်တည်းမသုံးစားဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းရဒုက္ခတိရောက်ဖို့မခဲရင်ပါဘူးနတ်ပြည်ဆိုတာဘလောက်ချမ်းသာတယ်ကောင်းတဲ့ဘုံဘဝဆိုတာဘလောက်ချမ်းသာတယ်ဆိုတာတွေကိုမြတ်စွာဘုရားဟောတာတက်ခါကထာလို့ခေါ်တယ်မှန်ပါပါဗျာအဲ့လိုလူတွေကကုသိုလ်ကောင်းမှုပေါ်မှာစိတ်ဝင်စားလာတာအခြေခံအဆင့်မှာမြတ်စွာဘုရားအဲ့လိုဟောပေးတာစိတ်ဝင်စားလာပြီဆိုတဲ့အခါကျတော့မှနတ်ပြည်ကိုလူတွေကရောက်ချင်လာပြီကောင်းတဲ့ဘုံဘဝမှာတတ်မဲ့လာပြီဆိုတဲ့အခါမြတ်စွာဘုရားကအေးကာမဂုဏ်အာယုန်နေဆိုတာအမတန်မှအန္တရာယ်များပါတယ်တခဏလေးပဲအိမ်မက်နဲ့တူတယ်ကာမဂုဏ်ဆိုတာအိမ်မက်နဲ့တူတယ်အိမ်မက်ဆိုတာနိုးသွားတာနဲ့ပြီးပြီဘာမှမရှိတော့နော်သူပိနကုပမာအိမ်မက်ထဲမှာဟုတ်လားဘယင်ကြီးလုံနေတိုက်ကြီးနဲ့နေနိုးရင်ဘာပြုတာပဲတဲကုတ်ထဲပြန်ရောက်သွားအိမ်မက်ထဲမှာဘလောက်ကောင်းနေနိုးတာနဲ့တပြိုင်တည်းဘာမှမရှိတော့ဘူးကာမဂုဏ်အာယုန်ဆိုတာသူပိနကုပမာအိမ်မက်နဲ့အလားတရာတူတယ်နောက်တစ်ခုကာမဂုဏ်အာယုန်ဆိုတာတဲ့အမဲရိုးနဲ့အလားတရာတူတယ်နတ်သမားကနေပြီးတော့နွားတတ်ပြီးတော့ဒီအယိုးမှာကတ်နေတဲ့အသားတွေကိုချစ်ယူပြီးတော့ပြစ်လိုက်တဲ့အမဲရိုးကိုအဲ့ဒီနာမျောနေတဲ့ခွေးကဒါလေးကိုချီးပြီးတော့တနေကုန်ရှာနဲ့ရက်လိုက်သွားနဲ့ကြိုက်လိုက်ရှာနဲ့ရက်လိုက်သွားနဲ့ကြိုက်လိုက်အရသာထွက်နိုးနဲ့အနံ့ကလေးနဲ့ဓာလေးနဲ့ပဲပြီးသွားတာပြီးတာသွားရောသွားတွေနားလာပြီးတော့အဲ့ဒါနောက်ဆုံးကျဘာမှဝါလို့မရဘူးပြစ်လိုက်ရတဲ့အနေထားမျိုးကာမဂုဏ်အာယုန်ဆိုတာအဲ့ဒီတိုင်းပဲတဲ့အမဲရိုးနဲ့အလားတန်တူတယ်တဲ့မှန်ပါပါဗျာအပေါ်ယံလေးတုပ်လိမ့်တာဘာမှအရသာမရှိဘူးအနံ့ကလေးနဲ့တင်ဟုံနိုးနဲ့ပြီးတော့ပြီးသွားတာဘာမှမရှိတော့ဘူးလို့ဆိုလို့တယ်အေးမြတ်စွာဘုရားကအဲ့ဒါလိုကာမဂုဏ်အာယုန်တွေရဲ့အပြစ်ကိုဟောတာကာမနာအာရိနဝကထာလို့ခေါ်တယ်
အဲ့ဒါတွေကိုမစွန့်လွတ်နိုင်သေးတဲ့မြတ်တောကတွေနဲ့ရင်ဝယ်ပိုက်ပြီးတော့နေကြရမယ်တဲ့ဒါတွေကိုစွန့်လိုက်မှချမ်းသာမှာဆိုပြီးနိက္ခမေအာနိတန္တကထာဒါတွေကိုလုံးဝ freedom လုံးဝစွန့်ပလိုက်ခုနကဗတ္တိယမင်းကြီးဟာတခါတည်းစွန့်လိုက်တာနဲ့အဟောတုခံအဟောတုခံခုမှချမ်းသာတော့တာပဲဆိုတာစွန့်လွတ်သွားတဲ့ဟာမျိုးမြတ်စွာဘုရားဟောဒါကိုကထာ၅မျိုးလို့ခေါ်တယ်မှန်လားပါဗျာအဲ့ဒီကထာ၅မျိုးနဲ့ဟောပြီးတဲ့အခါကျတော့မှလူရဲ့စိတ်လေးဟာတော့ညီဒီတရားဓမ္မကိုခံယူနိုင်စွမ်းရှိပြီဆိုတဲ့အခါကျတော့မှမြတ်စွာဘုရားကတဘာဝတရားတွေရဲ့ဖြစ်စဉ်ကိုဟောတယ်ဟောလိုက်တဲ့အခါကျတော့ဘာနားလည်သွားတုံဆိုတော့တရားနာတဲ့ပုဂ္ဂိုလ်ကနားလည်သွားတယ်စိတ်ထဲမှာအညစ်အကြေးတွေကင်းသွားပြီးသူ့မှာပွင့်လင်းတဲ့မျက်စိတစ်ခုအမြင်တစ်မျိုးရလာတယ်အဲ့ဒီအမြင်ကဘာလို့ဆိုရင်ယံကိဉ္စီသမုဒိယဓမ္မံသဗ္ဗန္တနိရောဓဓမ္မံဖြစ်လာတာမှန်သမျှချုပ်မှာပဲဆိုတဲ့အတိရသွားပြီအဲ့တော့ဘာမှမမြဲဘူးငါရတာတွေတခုမှမမြဲဘူးဆိုတဲ့အတွေးလေးတွေးလိုက်နိုင်ပြီဒီအမြင်မျိုးလေးရလိုက်နိုင်ပြီဆိုရင်မစွန့်လွတ်နိုင်စရာရောရှိသေးရဲ့လားရှိတော့ပါဗျာသူများပေါ်အနိုင်ကျင့်ကျင်တဲ့စိတ်ရောရှိသေးလားရှိတော့ပါဗျာမရှိတော့ဘူးလေအလုံးထားကြရမှာလို့ဆိုတာသိသွားတာနဲ့တပြိုင်နက်ယံကိဉ္စီသမုဒိယဓမ္မဖြစ်တဲ့သဘောရှိတဲ့တရားမှန်သမျှသည်နိရောဓဓမ္မချုပ်ရမှာပဲတနေ့ကျတော့ပျက်စီးသွားမှာပဲဆိုတဲ့အတွေးလေးကိုရင်ဝယ်ပိုက်ထားနိုင်ပြီဆိုလို့ရှိရင်မမောမှုတွေကလျှော့ချသွားနိုင်တယ်အတွေ့အတာတွေမမောမှုတွေလျှော့ချလိုက်တာနဲ့တပြိုင်နက်တောကတွေကလည်းငြိမ်းသွားတယ်စိတ်ငြိမ်းချမ်းမှုကလက်တွေ့ခံစားရမယ်လို့ဟောဓမ္မစက္ခုဆိုတာခုနကနေမြတ်စွာဘုရားကဒီကထာ၅မျိုးနဲ့ဟောလိုက်တဲ့အခါကျတော့ဒီအမြင်ကိုအဲ့ဒီခုနတုန်းကဥက္ခဆိုတဲ့တခါကြီးကရသွားတယ်ရသွားတာနဲ့တပြိုင်နက်သူသဘောပေါက်သွားပြီကိုချင်းတရားငါဆောက်တည်တော့မယ်သူကအိမ်အောင်သေးအဲ့တော့ဗြဟ္မစရိယပင်စမဆိုတာ၅ပါးသီလထဲမှာသူကကာမိတုမိစ္ဆာစာရတောင်မဟုတ်တော့ဘူးဗြဟ္မစရိယနဲ့၅ပါးသီလကိုဆောက်တည်လိုက်တယ်နော်ဗြဟ္မစရိယနဲ့၅ပါးသီလဆောက်တည်လို့ရတယ်ချင်းမှန်လားပါဗျာဗြဟ္မစရိယသိက္ခာပုဒ်နဲ့၅ပါးသီလကိုဆောက်တည်ပလိုက်တယ်အဲ့တော့ဒီကာမိတုမိစ္ဆာစာရဆိုတာသူတစ်ပါးသားမယားနဲ့မပြစ်မှားပေမဲ့လို့ကိုယ့်ရဲ့ဒီပါတနာနဲ့ကတော့သူကရှိတယ်ဗြဟ္မစရိယကျတော့ဘာမှကိုမရှိရမှန်လားပါဗျာ celibacy life လို့ခေါ်တာပေါ့နော်အဲ့ဒီလိုဘဝမျိုးကိုသူကကူးပြောင်းလိုက်တယ်ကြည်တရားအသိရှိတာငါကတထေးလေသူ့မှာဇနီး၄ယောက်ရှိတယ်အိမ်အောင်၄ယောက်ရှိအဲ့ဒီ၄ယောက်တည်းကလည်းငယ်ငယ်ရွယ်ရွယ်တွေအိမ်ပြန်ပြီးတော့သူကဘာပြောတော့ဆိုသူဇနီးတွေကိုခေါ်ပြောတယ်ငါဒီကနေ့ကနေစပြီးတော့တရားအသိရှိလာသည့်အတွက်ကြောင့်ကာမဂုဏ်အာယုန်တွေထဲမှာငါမနေတော့ဘူးသိက္ခာပုဒ်ကိုဗြဟ္မစရိယသိက္ခာပုဒ်နဲ့၅ပါးသီလကိုငါဆောက်တည်လိုက်ပြီနော်အိမ်အောင်တဲ့ဘဝမှာငါမနေတော့ဘူးမင်းတို့တွေတဲကနေပြီးတော့ဒီအိမ်မှာဆက်နေခြင်းမင်းတို့နေနိုင်တယ်အကယ်၍မနေခြင်းဘူးဆိုလို့ရှိရင်လည်းတခြားအိမ်ကိုပြန်နိုင်တယ်ယူခြင်းတဲ့ပစ္စည်းအကုန်ယူပြီးတော့အကယ်၍နောက်အိမ်တော်ပြုတ်ခြင်းနဲ့ဆိုရင်လည်းပဲဘသူ့ကိုပြုတ်ခြင်းလည်းငါ့ကိုပြောလို့ဆိုတော့အဲ့ဒီထဲမှာသူ့ရဲ့အငယ်ဆုံးဇနီးကနေပြီးတော့ပြောတယ်တဲ့ဘသူနဲ့သူပေးစားပါလို့ပြောတယ်အဲ့ဒီလူကစိတ်သဘောထားဘလောက်ကောင်းတော့ဆိုအတိတရားရှိတဲ့လူရဲ့စိတ်နေသဘောထားအကြည့်အဲ့ဒီသူ့ရဲ့ဇနီးအငယ်ဆုံးဟုတ်လားအရွယ်ကိုသူပြောတဲ့ယောက်ျားနဲ့လက်ထပ်ပေးလိုက်တယ်သူကိုယ်တိုင်သွားပြီးတော့လက်ထပ်ပေးလိုက်တယ်အဲ့လိုလက်ထပ်ပေးလိုက်တဲ့အချိန်မှာသူ့စိတ်ဟာနည်းနည်းလေးမှတွန့်တိုခြင်းမရှိဘူးတဲ့ဘာမှစိတ်ပြောင်းလဲသွားတာမရှိဘူးသူဆုံးဖြတ်ချက်ဟာနောက်ကြောင်းမလှည့်ဘူးလို့ဆိုဒါဘာကြောင့်လဲဆိုတရားအတိပဲဟုတ်လားမှန်ပါဗျာသူ့ရဲ့အတိတရားကအလွန်အဆင့်မြင့်သွားပြီနော်ဒီအဆင့်ရောက်သွားတယ်ဆိုတာအလွန်အဆင့်မြင့်သွားပြီဒါဘုရားတရားနာပြီးဒီအဆင့်ရောက်သွားတဲ့လူကတကယ်ရှိခဲ့ဘူးလားနောက်အဲ့ဒါလို့သူအိမ်အောင်တဲ့ဘဝကိုဆုံးလွတ်လိုက်ပြီးတဲ့အခါကျတော့ဘုန်းကြီးဝတ်ထားမဟုတ်ဘူးလူနဲ့ပဲနေတယ်အဲ့တူကဆက်ပြီးတော့အိမ်အောင်တဲ့ဘဝဆုံးလွတ်ပြီးတဲ့အခါမှာသူဘာလုပ်တုံးဆိုလဲယဟန်တန်ဃာတွေကိုစိကတ်တဲ့အခါမှာတဲ့ဘယ်တော့မှမလေးမစားမစိကတ်ဘူးတဲ့လေးလေးစားစားစိကတ်တယ်ဘယ်ကိုတော့စီသွားတလေးတစားစိကတ်တယ်တဲ့ဟောဒါသူ့ရဲ့အည်သွေးတစ်ခုနောက်တစ်ခါယဟန်တန်ဃာတွေစီသွားတဲ့အခါမှာဘုန်းကြီးကတရားဟောရင်ဟောမဟောလို့ရှိရင်သူကဟောရတဲ့တရားချဲစကားချဲနံပါတ်တောင်းပြီးဘယ်တော့မှပြန်မလာခဲ့ဘူးဘုန်းကြီးစီသွားလို့ရှိရင်တရားစကားပဲပြောတယ်ဘုန်းကြီးကတရားဟောရင်ရိုသေစွာနားထောင်တယ်နော်ဟိုစီးပွားရေးစကားလည်းမပြောဘူးကျောင်းသွားရင်တရားဟောရင်ဟောတယ်ဘုန်းကြီးကဟောရင်ရိုသေစွာနားတယ်ဘုန်းကြီးကမဟောရင်သူကဟောရတယ်အဲ့ဒီလိုအနေအထားမျိုးသူကကြည့်အ
အတိတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်သဘောထားတွေကဘလို့ပြောင်းသွားတယ်ဆိုတာနောက်ကြတော့တနေ့ကျတော့သူကတန်ဃာတွေကိုဆွမ်းသာပင့်တယ်ဆွမ်းသာပင့်တဲ့အခါကျတော့သူ့အိမ်ဆောင်နှက်ကလာပြီးကိုသူပြောတယ်ဘယ်ကူတော်ကယဟန္တာဘယ်ကူတော်ကသောတာပန်ဘယ်ကူတော်ကအနာဂံအဆင့်ရှိတယ်ဘယ်ကူတော်ကတော့သီလမရှိဘူးနဲ့လာပြီးပြောတယ်သူ့စိတ်ထဲမှာဒီလိုလုံးဝခွဲခြားတာမရှိဘူးတဲ့တန်ဃာဆိုပြီးတော့ပင့်တယ်ဘယ်သူပဲဖြစ်ဖြစ်ဘယ်ပုဂ္ဂိုလ်တော့များများလှူမယ်ဘယ်ပုဂ္ဂိုလ်တော့ရှော့လှူမယ်လို့စိတ်ထဲမှာကွက်တာမရှိဘူးတဲ့ဟောဒါလည်းသူခိုးဆက်ကောင်းတာပဲတရားသိရှိသွားပြီဆိုလို့ရှိရင်ပုဂ္ဂိုလ်မရွေးတော့ဘူးသူကပုဂ္ဂိုလ်ရွေးနေတာတွေကတရားသိအားနည်းနေသေးတယ်တဲ့တန်ဃာဆိုလို့ရှိရင်ဓာတ်တူထားနိုင်တဲ့အနေထားရှိတယ်ဘယ်ပုဂ္ဂိုလ်ကတော့ယန္တာဆိုရင်ယန္တာပဲလှူမယ်ဟိုယန္တာမဟုတ်တဲ့ပုဂ္ဂိုလ်မလှူဘူးဆိုရင်မျိုးမရှိဘူးတဲ့သူကနော်မှန်ပါပါဗျာဟိုယန္တာဆိုပြီးတော့ဝိုင်းအောင်နေကြတာမျိုးမလုပ်ဘူးတဲ့ဒါမျိုးမလုပ်ဘူးသူကနတ်တွေကဒီလိုလာပြောတာကိုလေသူစိတ်ထဲမှာတုံလုံးအောင်မဖြစ်ဘူးတဲ့နောက်တစ်ခုနတ်တွေကနေပြီးတော့သူ့ကိုလာပြီးတော့ဒီတတိပေးစကားတွေဘာတွေပြောရင်လေနတ်တွေကလာပြီးပြောရင်သူ့ကိုနတ်တွေကစောင့်ရှောက်တယ်လို့ဆိုပြီးတော့မာမာနလုံးဝတက်ကြွမှုမရှိဘူးတဲ့နတ်တွေနဲ့စကားပြောရတယ်ဆိုပြီးတော့သူ့စိတ်ထဲမှာဘာမှပြောင်းလဲမှုမရှိဘူးလို့ဒီလိုဆိုသူ့ရဲ့ရှိတဲ့ပစ္စည်းဥစ္စာကိုလည်းပဲကိုချင်းတီလာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ဘယ်တော့မှခွဲချမ်းမလုပ်ဘူးတဲ့ဓာတ်ညညီမျှပဲလှူလိုက်တယ်ပေါ့နော်ဆွန်းလောင်းတဲ့အခါမှာတချို့ခွဲချမ်းတာတွေ့ရတယ်ဒါကတော့ထိုင်းဝက်သားကတော့ထိုင်းကိုတော်အတွက်နော်ပဲပြုတ်ကဘယ်ကိုတော်အတွက်နဲ့ဆိုပြီးတော့ဒီလိုခွဲပြီးတော့လှုပ်တတ်တယ်လေသူကအဲ့လိုမလုပ်ဘူးတဲ့အားလုံးဟာဓာတ်ညညီမျှပဲထားတယ်လို့ဒီလိုဆိုတယ်ဘယ်တော့မှဘယ်ပုဂ္ဂိုလ်တော့များလှူမယ်ဘယ်ပုဂ္ဂိုလ်ရှော့လှူမယ်ဘယ်ပုဂ္ဂိုလ်စိတ်နေသဘောထားခြင်းကတိတ်ကွာသွားတယ်အဲ့ဒီလိုဖြစ်ရမယ်သူ့မှာဒီလိုစူးကြုံနှိမ့်မြင့်ရွေးချယ်တာမလုပ်တော့ဘူးပြောတာနော်မှန်ပါဗျာအဲ့ဒါမျိုးဒီဥက္ကဆိုတဲ့တက္ကကတရားအသိရှိလာတဲ့အချိန်မှာသူ့ရဲ့စိတ်နေသဘောထားတွေကဒီလိုပြောင်းသွားတယ်နောက်ဆုံးသူကဘာကြေညာချက်ထုတ်တုံဆိုလို့ရှိရင်အကယ်၍သူကအရင်သေးသွားလို့ဆိုရင်မြတ်စွာဘုရားကသူ့ကိုပြောပါလိမ့်မယ်တဲ့ဟောပါလိမ့်မယ်တဲ့ဒီဥက္ကဟာဘယ်တော့မှကာမဂုဏ်ကိုကာမဘုံကိုပြန်လာမှာမဟုတ်ဘူးဆိုတာကိုမြတ်စွာဘုရားပြောပါလိမ့်မယ်ဘာဖြစ်လို့တော့ဆိုသူကအနာဂံအဆင့်ထိအောင်ရောက်သွားတခါလေမှန်ပါဗျာအနာဂံအဆင့်ရောက်သွားတဲ့ဆိုကာမဂုဏ်အာယုန်နေနဲ့လုံးဝဖြတ်ပယ်လိုက်တာဒါကြောင့်မို့လို့အိမ်တော်တဲ့ဘဝကိုသူဆွန့်လွတ်လိုက်တာအနာဂံဖြစ်သွားလို့ပြောတာနော်မှန်ပါဗျာသောတာပန်ဖြစ်သွားပြီးတော့သောတာပန်ဖြစ်သွားပြီဆိုရင်ဒီဒိဋ္ဌိနဲ့ဝိသိကိစ္စဆိုတာအမြင်မှားတာလည်းမရှိဘူးတန်တရားဆိုတာလည်းမရှိဘူးတရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်နောက်ပြီးတော့လောဘဒေါသမောဟဆိုတာလည်းဖြစ်အောင်အရှိန်သိမ့်မကြီးတော့ဘူးဒေါသထွက်အောင်သူကယော့သွားပြီသူများကိုထဆဲလောက်အောင်ဒေါသမထွက်တော့ဘူးသူစိတ်တော့ဆိုးရင်ဆိုးမယ်ဒါပေမဲ့လို့သူများကိုဆဲလောက်အောင်သူမဆိုးတော့ဘူးနော်သောတာပန်ပုဂ္ဂိုလ်ကအဲ့လိုစိတ်ကိုထိန်းနိုင်တာလောဘဖြစ်အောင်လည်းပဲငရဲကြလောက်အောင်လောဘမဖြစ်တော့ဘူးဒါကိုအပါယကမ္မနိယလောဘမဖြစ်တော့ဘူးသူတခါတဂရကံဖြစ်သွားပြီဆိုတဲ့အခါကျတော့သောတာပန်နဲ့သူကလောဘက10ချိန်မှ1ချိန်လောက်ဖြစ်မယ်ဒေါသကလည်းအချိန်100မှ1ချိန်လောက်ပဲဖြစ်မယ်ဟောဖြစ်လာတဲ့ဒေါသရဲ့အချိန်ကလည်းပဲနည်းနည်းလေးပဲဖြစ်တယ်သူကမတိမသားလေးပဲဖြစ်တယ်မပယ်သေးတာလေးပဲရှိတယ်စိတ်ထဲမှာပူကနေသွားတာမျိုးလေးလောက်ပဲဖြစ်မယ်ပါးစပ်ကတောင်လှုပ်လာမယ်မထင်တော့နော်မျက်လုံးကြီးရဲသွားတာမျိုးတို့မျက်နှာရဲသွားတာအသားဆတ်တုံးလာတဲ့ဒေါသမျိုးအစဉ်မရောက်တော့ဘူးမှန်ပါပါဗျာပါးစပ်ကနေပြီးတော့ဟိုနေမကစားပြောဖို့ဆိုတာဝေးလေဆိုတာသူများကိုထရိုက်ဖို့ဆိုတာဝေးလေဆိုတာသူဒေါသဖြစ်မှန်းတောင်ဘေးကလူကမသိလိုက်အောင်ဖြစ်သွားပြီတက္ကရာကံအဆင့်ရောက်လို့ရှိရင်အနာဂံအဆင့်ရောက်သွားရင်လုံးဝအရှင်ဒေါသရင်ထဲမှာတော့မလာတော့ဘူးလို့ပြောတယ်ပူကနေတော့မတက်လာတော့ဘူးလို့ပြောတာနော်မကျေနပ်တဲ့စိတ်ကလုံးဝရှင်းသွားပြီကာမဂုဏ်အာယုန်စိတ်တွေလည်းလုံးဝရှင်းသွားပြီဒီလိုအဆင့်ဆင့်ပယ်သွားတာယဟန္တာဖြစ်သွားပြီဆိုရင်ကိရိတာမှန်သမျှလုံးဝရှင်းသွားပြီဒါတရားအသိရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်သဘောထားတွေဟာမြင့်တဲ့မြင့်လာပြီးတော့လူလောကမှာဒီပုဂ္ဂိုလ်တွေဟာအငြိမ်းချမ်းဆုံးစိတ်ဓာတ်အလွတ်လပ်ဆုံးနဲ့တကယ်ထာဝရငြိမ်းချမ်းတဲ့ချမ်းသာဒုက္ခကိုသူတို့ဟာဒီဘဝမှာပဲခံစားသွားရတယ်ဆိုတာထိုပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားကိုအကဲခတ်ကြည့်ခြင်းအပြင်ဘလောက်ချမ်းသာမလဲဆိုတာအတူယူပြီးတော့ကျင့်သုံးစရာအလွန်ကောင်းပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတို့သည်အတိတရားရှိသူတို့ရဲ့စိတ်နေသဘောထားမျိုးဖြစ်အောင်တို့တွေကျင့်ကြံကြုတ်ကုတ်အားထုတ်မှာပဲလို့ကိုယ်စီနှလုံးသွင်းပြီးကျင့်ကြံကြုတ်ကုတ်အားထုတ်နိုင်ကြပါစေကုန်သတည်းသာဓုသာ
ကဲမေတ္တာပို့တာတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝနာဝိသာသဗ္ဗေတမုဟတာအစရမရာတိတိဘာဝောနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောက်ကြည်တရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာသဗ္ဗေပူဇာညစ်နောက်ကိလေသာစိတ်တောက်ဟုသမျှတို့သည်သမုဒ္ဒပိဉ္စဘဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောင်းကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောဒေဒီဘဝကိလေသာဟုပုခတ်သိကင်းခြင်းရာစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်တယ်မြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း